ကဲယောဂီများအားလုံးယခုလိုမရစဘူးအရာထူးတဲ့ဗုဒ္ဓမြတ်စွာသာသနာနဲ့ကြုံတွေ့ကြမှာအခုလိုဦးဇင်းတို့တော်ကောင်းတို့တွေမြတ်စွာဘုရားရဲ့သာသနာနဲ့ကြုံတွေ့ကြမှာမှယုံနှိမ်သောဘဝတွေကနေမြင့်မြတ်သောဘဝကိုတက်လှမ်းနိုင်မှာဖြစ်တဲ့အတွက်အခုလိုသာသနာနဲ့ကြုံတော့မိမိကိုယ်ကိုမိမိမြင့်မြတ်သောဘဝပိုင်ရှင်ဖြစ်အောင်ကြိုးစားပါလို့လေးစားစွာနဲ့တိုက်တွန်းပါတယ်နော်အားလုံးကြားတယ်နော်ဘယ်လိုဘဝပိုင်ရှင်ဖြစ်အောင်လို့လောကမှာဘဝတွေများစွာရှိကြတဲ့အထဲမှာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးဆုံးမတော်မူခဲ့တာကလောကမှာပုဂ္ဂိုလ်၄မျိုးရှိတယ်ပုဂ္ဂိုလ်ဘယ်နှမျိုးရှိတယ်ဩနတောနတသုတ်ဆိုပြီးတော့အင်္ဂုတ္တရနိကေစတုတ်ကနိဗ္ဗာန်အင်္ဂုတ္ထုမှာလာတယ်အဲ့ဒါဘာလဲဆိုတော့ပထမတစ်မျိုးကယခုလဲယုံနှိမ့်တယ်နောင်လဲယုံနှိမ့်မြဲယုံနှိမ့်နေတဲ့ဘဝပိုင်ရှင်ကတစ်မျိုးအခုလဲယုံညံ့တဲ့ဘဝနောင်လဲယုံညံ့တဲ့ဘဝပဲဖြစ်ရမယ်ပုဂ္ဂိုလ်ကတစ်မျိုးတဲ့မှန်ပါဗျာဟုတ်ပြီနော်ဒုတိယတစ်မျိုးကအခုတော့ယုံညံ့နေတဲ့နောင်တော့မြင့်မြတ်တဲ့ဘဝကိုတက်လန်းနိုင်တဲ့ပုဂ္ဂိုလ်ကတစ်မျိုးပုဂ္ဂိုလ်ဘယ်နှမျိုးရှိပြီလဲပထမတစ်မျိုးကအခုလဲယုံညံ့တယ်နောင်လဲယုံညံ့မဲ့ပုဂ္ဂိုလ်ဒုတိယတစ်မျိုးကအခုတော့ယုံညံ့နေတယ်နောင်မှမြင့်မြတ်တော့မဲ့ပုဂ္ဂိုလ်တစ်မျိုးဟုတ်ပြီနော်နောက်တတိယတစ်မျိုးအခုတော့မြင့်မြတ်နေတယ်တဲ့နောင်မှယုံညံ့တော့မဲ့ပုဂ္ဂိုလ်တစ်မျိုးနံပါတ်3ကပါလေနံပါတ်4အခုလဲမြင့်မြတ်တယ်နောင်လဲမြင့်မြတ်မဲ့ပုဂ္ဂိုလ်တစ်မျိုးပုဂ္ဂိုလ်ဘယ်နှမျိုးရှိတယ်မှတ်ထားတော့ပထမတစ်မျိုးကအခုလဲယုံညံ့တယ်နောင်လဲယုံညံ့သူကတက်လန်းမရှိတဲ့ပုဂ္ဂိုလ်ဆုပ်ယုပ်ပျက်စီးတော့မဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်ဒုတိယတစ်မျိုးကအခုလောလောဆယ်တော့ယုံညံ့နေတယ်နောက်မှမြင့်မြတ်မဲ့ပုဂ္ဂိုလ်ကတစ်မျိုးဟုတ်ပလားဟဲ့နံပါတ်3အခုတော့မြင့်မြတ်နေတယ်နောက်မှယုံညံ့တော့မဲ့ပုဂ္ဂိုလ်တစ်မျိုးနံပါတ်4ပုဂ္ဂိုလ်ဘယ်နှမျိုးလဲယုံညံ့ခြင်းမြင့်မြတ်ခြင်းဘာနဲ့တိုင်းမလဲဆိုရင်အလုံးနာထောင်ဘဝတစ်ခုဟာယုံညံ့တယ်လို့ဘာလို့ပြောသလဲယုံနှိမ့်တဲ့ဘဝလို့ဘာလို့ပြောသလဲအပြင်မှာကြည့်ရင်သူတစ်ပါးကြုံဖြစ်နေတယ်တောင်းစားနေရတယ်ဟုတ်လားဟုတ်ပါဗျာယုံညံ့တဲ့ဘဝသူများပညာသင်လို့ကိုပညာမသင်နိုင်တဲ့ဘဝဟမ်အခုကလေးတွေများစွာကြည့်သူများကြောင်းထားလို့ကိုမထားနိုင်သူများကြောင်းတက်လို့မတက်နိုင်တဲ့ဘဝတွေမရှိဘူးလားရှိပါပါဗျာဒါယုံညံ့တဲ့ဘဝတောင်းစားနေရတဲ့ဘဝသူပရာဇာလုံနေရတဲ့ဘဝသူများအိမ်မှာကူလီလုံနေရတဲ့ဘဝကျွံခံနေရတဲ့ဘဝမရှိဘူးလားရှိပါဗျာဒါကအပြင်ပန်းကကြည့်တာအဲ့ဒီယုံညံ့တဲ့ဘဝမှာရောက်နေပြီးတော့နောင်လဲယုံညံ့အောင်ပဲဆိုတာယခုလဲကိုကနှိမ့်ကြတဲ့ဘဝမှာသူတစ်ပါးအခိုင်းစေခံဟုတ်ပြီနော်ဟုတ်ပါဗျာဖြစ်နေရတဲ့အထဲမှာမှသီလလည်းမလုံခြုံဟုတ်ပြီနော်တမာတိလည်းမပွားများဟုတ်ပါဗျာကိုယ်စိတ်ကိုယဉ်ကျေးအောင်တည်ငြိမ်အောင်ကြိုးစားအားထုတ်ခြင်းမရှိဘူး
ပညာလည်းမစည်းဘူးတဲ့ပုဂ္ဂိုလ်သီလလည်းမရှိသမာဓိလည်းမရှိပညာလည်းမရှိပြန်ပြောသူ့အတွက်ကုသိုလ်တရားဆိုတာရှိသေးလားမရှိရင်ယခုဘဝမှာလည်းယုံညံ့တဲ့ဘဝယုံနေတဲ့ဘဝမှာနေရတယ်ဟုတ်ပြီနော်တကယ်တော့ယုံနေသောဘဝဆိုတာဒီတဲ့အကျယ်ချဲပြောရင်ယခုဘဝမှာတရောင်းစားဖြစ်နေမှယုံနေတာမဟုတ်ဘူးခိုးစားနေရတဲ့ပုဂ္ဂိုလ်ကမြင့်မြတ်သူလားယုံနေသူလားတောင်းစားနေရတဲ့လူသူတို့ဘာမတရာရေစာကိုတောင်းစားနေရတယ်ဆိုတာဘယ်လိုအရာရှိကြီးပဲဖြစ်နေဘယ်လိုပညာတတ်ကြီးပဲဖြစ်နေလွယ်မားစွာအသက်မွေးနေရပြီဆိုရင်မြင့်မြတ်သူလားယုံနေသူလားကိုယ်အသက်မွေးဝမ်းကြောင်းကိုပြန်စစ်စာပေတွေထဲမှာတော့တရောင်းစားဖြစ်နေတာသူ့ဘာရာစားဖြစ်နေတာသူများကျွံဖြစ်နေတာဒီလောက်ပဲပြတယ်ဒါပေမဲ့ဘုရားရှင်ရဲ့အဆုံးအမနဲ့လောကနိယာမကိုနှိုင်းရှင်ပြီးတော့ကြည်ရင်ကိုယ်တော်ကောင်းတို့ဦးဇင်းတို့တွေကိုယ်အသက်မွေးဝမ်းကြောင်းအတွက်ယုံညံ့စွာအသက်မွေးနေရပြီဆိုရင်ဒီပုဂ္ဂိုလ်ဟာယုံညံ့တဲ့ပုဂ္ဂိုလ်ပဲသူများအသက်သား၍အသက်မွေးရခြင်းသူများဥစ္စာခိုး၍အသက်မွေးရခြင်းသူများသားမယားစော်ကား၍အသက်မွေးရခြင်းမှုသားပြော၍အသက်မွေးရခြင်းကြမ်းတမ်းသောစကားပြော၍အသက်မွေးရခြင်းဂုံးတိုက်သောစကားပြော၍အသက်မွေးရခြင်းတိမ်ဖြင့်ပေါ့ပြက်သောစကားများဖြင့်အသက်မွေးရခြင်းဟုတ်ပြီနော်နောက်အိတ်တာမစ္စည်းဖြင့်အသက်မွေးခြင်းအဘိဇာဗျာပါဒသူတစ်ပါးပျက်စီးကြောင်းကြံစည်၍အသက်မွေးခြင်းဟုတ်ပြီနော်ဒုစရိုက်တရားတွေမိစ္ဆာဒိဋ္ဌိအယူမှားဖြင့်အသက်မွေးခြင်းအဲ့ဒီလွဲမှားတဲ့ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်တရား10ပါးလက်ကင်ထားပြီးအသက်မွေးနေရတဲ့ပုဂ္ဂိုလ်ကမြင့်မြတ်တဲ့လူဟာယုံညံ့တဲ့လူအေးထားဒါကစီစစ်ဖို့အဲ့တော့လက်ရှိဘဝမှာတောင်းစားနေရတဲ့ပုဂ္ဂိုလ်တွေခိုးစားနေရတဲ့ပုဂ္ဂိုလ်တွေနောက်တစ်ခါသူတစ်ပါးအခိုင်းစေခံကြုံဘဝရောက်နေတဲ့ပုဂ္ဂိုလ်တွေသူများပညာသင်လို့ပညာသင်ခွင့်မရတဲ့ပုဂ္ဂိုလ်တွေသူတစ်ပါးအားထုတ်လို့တရားအားထုတ်ခွင့်မရတဲ့ပုဂ္ဂိုလ်တွေသူတစ်ပါးတရားနာလို့ကိုတရားနာခွင့်မရတဲ့ပုဂ္ဂိုလ်တွေအဲ့ဒါကိုယခုဘဝယုံနှိမ်လူလို့ခေါ်တယ်ယုတ်တယ်ကုသိုလ်တရားကဆုပ်ယုတ်တယ်ဟုတ်ပြီနော်နှိမ့်နဲ့ဘဝကသူတကာနဲ့လူချင်းမတူသူချင်းမမျှပဲယုတ်နှိမ့်နဲ့ဘဝပန်းရှင်အဲ့ဒီယုတ်နှိမ့်တဲ့ထဲကနေမှကိုသီလနဲ့ပြည့်စုံအောင်မကြိုးစားငါဘဝဟာအတိတ်ကံမကောင်းလို့ခုတန်တရားတစ်ခွင်မှာသူတော်ကောင်းတို့ကျင်လည်လာခဲ့ကြတာသူတော်ကောင်းတို့ကိုနတ်တွေမြမာတွေတရားတွေကဖန်ဆင်းထားတာလားကံကြောင့်ဖြစ်လာတာအဲ့တော့အတိတ်တန်တရားတစ်ခွင်မှာသူတော်ကောင်းတို့ဦးဇင်းတို့လုပ်ခဲ့တာကြည့်ဒီမှာဒါပါလေအဝိဇ္ဇာဆိုတာမြန်မာလိုပြောရင်ပါလေဘာမသိတာသစ္စာ၄ပါးမသိတာအမှန်တရားကိုမသိတာဒါကမြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေအစင်တန်းမြင့်တဲ့ပုဂ္ဂိုလ်တွေပြောတဲ့စကားအဝိဇ္ဇာဆိုတာသစ္စာ၄ပါးမသိတာဒါပေမဲ့သူတော်ကောင်းတို့ဦးဇင်းတို့အယတ်သားတွေနားလည်ထားရမှာကကုသိုလ်လည်းမသိအကုသိုလ်လည်းမသိအကြောင်းလည်းမသိအမှားလည်းမသိဟောအကောင်းအဆိုးအကြောင်းအကျိုးအမှားမှာပိုင်းခြားမသိတာဒီလိုမှတ်ထားကိုယ်အဆင့်နဲ့ကိုယ်သိရမှာဟုတ်ပြီနော်ဟောစာပေပရိယတ္တိပညာတွေသင်ကြားပြီးတော့အစင်တန်းမြင့်မြင့်တဲ့လောကီလောကုနှစ်ဖြာသောအလုပ်တွေကိုသိနေတဲ့ဘုရားရှင်ရဲ့အဆုံးအမတွေကိုအစင်မြင့်မြင့်လေ့လာနိုင်တဲ့ပုဂ္ဂိုလ်တွေကသစ္စာ၄ပါးမသိတာလို့ပြောတာအဲ့ဒါသူတို့အစင်နဲ့သူတို့တန်တယ်ခုငါတို့အစင်နဲ့အဝိဇ္ဇာကကုသိုလ်လည်းမသိအကြောင်းမှန်လည်းမသိအကြောင်းမှန်အကျိုးမှန်ဆိုတာအခုသူတော်ကောင်းတို့လက်ရှိဘဝလောကရန်ဒုက္ခမျိုးစုံမကြုံအောင်လားအခုမြန်မာနိုင်ငံတွင်းမှာဆိုခင်ဗျားတို့ကြည့်လိုက်ရင်ဒါအသိသားကြီးပဲကြံတဲ့တိုင်းတဲ့ပြည်နယ်တွေမှာအကုန်ငြိမ်းချမ်းနေတယ်ဒီပြည်နယ်တစ်ခုတည်းပြဿနာတက်နေဘယ်သူကြောင့်ဟုတ်ပလားအတိတ်အကြောင်းမကောင်းလို့
တေချာနားလည်အောင်လုပ်နော်ယခုခံစားနေရတဲ့လက်ရှိဒုက္ခမျိုးစုံဟာအတိတ်ကပြုခဲ့တဲ့ကံကြောင့်ရလာတဲ့တရားတွေဟုတ်ပါလေဗျာဟုတ်ပြီနော်အဲ့ဒါကြောင့်အကြောင်းလည်းမသိအကျိုးလည်းမသိဆိုတာဟာဟိုလူမကောင်းဘူးဒီလူမကောင်းဘူးဟိုတက်မကောင်းဘူးဒီတက်မကောင်းဘူးဟိုမင်းမကောင်းဘူးဒီမင်းမကောင်းဘူးရှောက်ပြောနေတာမကောင်းတာတွေနဲ့တွေ့ရမယ်ကံခမည်းတော်ကျုပ်တို့မှာခမည်းတော်ကံကျုပ်တို့ကံမကောင်းသေးလို့ကိုဒီမကောင်းတဲ့ဟာတွေကအသက်အတို့ရှည်နေတာဟုတ်ပြီနော်အဲ့တော့သူတို့ပြစ်လားကိုယ်အကြောင်းတရားလားကိုယ်ဆိုတော့လေရင်ပါကြီးပုတ်ပြီးပြောမနေနဲ့ကိုရောပိုင်သလားမပိုင်ဘူးအကြောင်းအတိတ်ကအဲ့ဒီလိုအကြောင်းအချိုးကိုမသိတာကအဝိဇ္ဇာခမည်းတော်ကျွတ်တို့မှားခဲ့တဲ့အကြောင်းတွေအတိတ်ကယုံနှိမ့်စွာလုပ်ခဲ့တဲ့ကံတရားတွေကြောင့်အခုယုံနှိမ့်တဲ့ဘဝမှာနေရတယ်ဒီရဒီဒေသမှာနေတဲ့လူတွေဘလောက်ချမ်းသာကျုပ်ကခမည်းတော်ကိုမြင့်မြတ်တဲ့ဘဝရောက်ပြီလို့မပြောဘူးဟမ်လမ်းကြည့်လိုက်တော့လည်းထာဝရမကောင်းဟမ်ထာဝရမကောင်းကိုယ်စလမ်းမေးတယ်ကိုမမောင်ခင်ဗျားတို့မြင်ကြည့်လားလမ်းကောင်းလားကောင်းတယ်ဘုန်းကြီးချောနေတာပဲဒါဆိုရင်မောင်းလို့ရတယ်သူတို့ဘက်ကဒေသမောင်းကောင်းတယ်ဆိုရင်မောင်းရတယ်ဟုတ်နော်သိမကောင်းဘူးခင်ဗျားဆိုရင်လေးကျိုးမယ်ဟုတ်ကလားဒါသိထားပြီးသားဦးဇင်းကအဲ့တော့ဘုန်းကြီးလမ်းကောင်းနေတဲ့ဘာမှမယူနဲ့တဲ့မင်းတို့ယူသလားမိုက်သလားမရောက်ဘူးလားနောက်ထပ်10နှစ်အဲ့ဒီကချင်းပြီးတလမ်းမကောင်းသေးဘူးငါသိတယ်ဟုတ်ပြီနော်ဘုံမဲ့ကံမဲ့နေတဲ့အရာကိုဟုတ်ပါဗျာအဲ့ဒါခင်ဗျားတို့ကျုပ်ကိုပင့်တာကမှားတာအဲ့ဒီစကားတွေကိုဦးဇင်းကပြောနေတာပျော်လို့ပြောနေတယ်မထင်ပါနဲ့နော်ကိုယ်တိုင်းရင်းသားတွေဆင်းရဲနေရင်ကိုယ်ဆင်းရဲတာနဲ့အတူတူပဲဦးဇင်းတို့ဒီတိုင်းပြည်နဲ့ဒီလူမျိုးနဲ့ဒီသာသနာကိုချစ်လွန်းလို့ကိုဒီတိုင်းပြည်ကကိုမျိုးစုံနှိမ့်ဆက်နေပေမဲ့မခွာနိုင်ဘူးဖြစ်နေတယ်ဟုတ်ပြီနော်ခုကျိုးကလည်းခမည်းတော်ကိုချစ်လွန်းလို့ကိုဝတ်ကြွေးရပါတော့နော်ဘယ်လောက်ခက်လာတာပေါ့အဲ့တော့နားထောင်ကြည့်အဲ့ဒီအကြောင်းကျိုးတွေမသိမချင်းဒုဘဝတွေယုံထွက်လို့မရဘယ်သူမှအပြစ်မတင်နဲ့အကြောင်းကြောင့်ဖြစ်တဲ့အကျိုးတရားမကောင်းသောအကြောင်းတရားတွေလုပ်ခဲ့လို့ဟုတ်ပါဗျာဟုတ်ပြီနော်မကောင်းသောမင်းဆိုးမင်းညစ်တွေနဲ့တွေ့ရတယ်လူဆိုးလူညစ်တွေနဲ့တွေ့ရတယ်ခေတ်ဆိုးခေတ်ပြက်နဲ့ကြုံရတယ်ဒါပေမဲ့ခင်ဗျားတို့မပူပါနဲ့ခုကိုဘဝကိုပြန်ကြည့်ရင်ဟောဒီကဘာပေါ်မှာရှိတဲ့လူတွေထဲမှာခင်ဗျားတို့ကျွတ်တို့ဟာမြတ်စွာဘုရားရဲ့သာသနာနဲ့ကြုံတွေ့နေရခြင်းကြောင့်ကံဆိုးတဲ့လူတွေလို့ပြောမလားကံကောင်းတဲ့လူတွေလို့ပြောဘုရားသာသနာနဲ့တွေ့ရင်မတွေ့ရင်တော့ဟုတ်လားကိုဘုရားကံအဆိုးကိုကံကောင်းဖြစ်ခြင်းဘာနဲ့တွေ့အောင်လို့ဘုရားနဲ့တွေ့အောင်လို့အောင်ဟုတ်ကလားခုခင်ဗျားတို့ဘုရားနဲ့တွေ့သလားတွေ့လားဘုရားဆိုတာငါတို့ကပုဂ္ဂိုလ်ကိုးကွယ်တာလားတရားကိုးကွယ်တာဒါဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမတရားတွေအခုရှိမရှိရှိပါပါခင်ဗျားတို့နာခွင့်ရမရသိနိုင်မသိနိုင်ဘုရားအဆုံးအမကိုနာလဲနာရတယ်သိလဲသိတယ်ဆိုရင်ဒီပုဂ္ဂိုလ်ကဘုရားနဲ့တွေ့တဲ့ပုဂ္ဂိုလ်ဘုရားနဲ့တွေ့ရင်ကံမဆိုးယုံလားဗုဒ္ဓလောကေဟိတာယသဗ္ဗပါဏိနံအဲ့တော့လေပါဠိတစ်လုံးနှလုံးပြောရင်ကိုစိတ်ထဲမှာသိဖို့ဝယ်မကြောက်ဘာလို့ကိုမှမသိပဲကိုနော်ဦးဇင်းကလည်းအတတ်နိုင်ဆုံးမြန်မာမှုပြုပြီးခေါ်တာပဲဒါပေမဲ့ဟိုအထက်ကကျိုးလည်းကန်ဆိုးတယ်ကျိုးထက်မှာလူကြီးတွေတော်တော်များတယ်ကျိုးထက်ကလူများနေကျိုးလည်းကန်ဆိုးတာကျိုးကတော့အထက်မှာတယောက်မှရှိတာကိုမကြိုက်တာဟုတ်ပြီနော်အဲ့ဒါပါဠိလိုထည့်ပြောရမယ်ဆိုလို့ပြောတာသီးခံပြီးနားထောင်ဗမာလိုပြန်ပြောပြန်
ဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသဗ္ဗပါဏိနံဆိုတာဗုဒ္ဓဆိုတဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးသည်သဗ္ဗပါဏိနံအလုံးစုံသောတတ္တဝါတို့၏ဟိတာယအကျိုးငါလောကေလောကသုံးပါး၌ဥပ္ပါဒပွင့်ထွန်းပေါ်ပေါက်လာခဲ့တယ်။ဒါတော့ဘုရားပွင့်လာတယ်ဆိုတာလောကရဲ့အကျိုးတဲ့ဘုရားပွင့်လာတာအဲ့တော့အခုဘုရားပွင့်လာပြီဆိုတော့သူ့ဟာသူဘောဓိပင်နဲ့ရွှေပင်အောက်မှာဘုရားဖြစ်တဲ့ဘုရားကပရိနိဗ္ဗာန်ဆံသွားပြီခုခမည်းတော်အတွက်ဘုရားကဘယ်မှာပွင့်ရမလဲယရဏသုံးပါးခမည်းတော်ကိုးကွယ်သလားဘာဘာသာတွေတော့ဘာဘာသာတွေတော့ဗုဒ္ဓဘာသာဆိုရင်ဘယ်သူကိုးကွယ်တာဘုရားကိုကိုးကွယ်တော့ဘုရားရှင်ကိုရမြတ်ကြီးဆင်းတုတော်ကိုးကွယ်တာလားပုဂ္ဂိုလ်ကိုးကွယ်တာလားအဆုံးအမကိုးကွယ်တာအဲ့ဒီအဆုံးအမဘုရားရဲ့အဆုံးအမဘယ်မှာတည်တော့ယုံကြည်သူတို့ရဲ့နှလုံးသားပေါ်မပြောနဲ့စိတ်တွေဖြောက်တော့ရှောက်မဖြေနဲ့နော်ကြာကြာနာနာဖြေယုံကြည်သူတို့ရဲ့နှလုံးသားသာသနာဘယ်မှာတည်အားလုံးအထက်ကောအောက်ကောဟိုအပြင်မှာရှိတဲ့တရားနာပိသကောအဖြေစမ်းမှာသာသနာဘယ်မှာတည်တယ်လဲယုံကြည်သူတို့ရဲ့အဲ့ဒီစကားပေါ့ပေါ့လေးပြောတာမဟုတ်ယုံကြည်သူဆိုတာယုံကြည်မှုတရားဖရာကိုယုံကြည်မှုတရားကိုယုံကြည်မှုတန်ခါကိုယုံကြည်မှုအဲ့ဒီယုံကြည်မှုဆိုတဲ့တရားလေးဟာရုပ်ကဖြစ်တာလားစိတ်ကဖြစ်တာစိတ်ဆိုတော့တော်အောင်တို့ရဲ့နှလုံးသားဟုတ်ပြီနော်အဲ့ဒီနှလုံးသားကိုနှလုံးသားလို့ဘာလို့တင်စားပြီးပြောရတယ်လဲဆိုတော့ကိုယ်နှလုံးသားတွေကကိုယ်အသေးတွေကိုယ်နှလုံးသားတွေကဘုရားတရားတန်ခါကိုတကယ်မြတ်လို့တဲ့ပုဂ္ဂိုလ်မှန်ရင်ဘုရားစကားကိုနားထောင်မလားနားမထောင်ဘူးနှလုံးသားတွေကမပါရင်ဒါပဲယုံကြည်သူတို့ရဲ့နှလုံးသားလို့ဘာလို့ထည့်ပြောလဲဆိုစိတ်ထဲနှလုံးသားတွေကတကယ်ဆွဲဆွဲမြဲမြဲယုံကြည်တဲ့ပုဂ္ဂိုလ်ဆိုရင်ဘုရားစကားနားမထောင်ဘဲနဲ့ကိုမနေနိုင်ဘူးရှင်းသလားဘုရားကဒီအလုပ်ဟာအပြစ်ရှိတယ်လို့ပြောရင်အဲ့ဒီနှလုံးသားတွေကယုံကြည်တဲ့ပုဂ္ဂိုလ်ဟာရှောင်မလားမရှောင်ဘူးလားဒီအလုပ်ကကောင်းတဲ့အလုပ်လို့ပြောရင်လုံမလားမလုံဘူးလားအေးအခုအပြစ်ရှိတယ်လို့ပြောထားတာကြားထားပါရဲ့သားနဲ့မရှောင်နိုင်တဲ့ပုဂ္ဂိုလ်ဟာနှလုံးသားတွေကယုံကြည်မှုရှိလို့လားမရှိလို့လားသူကြားပဲကြားဘူးတာနှလုံးသားထဲမှာနှစ်ကာမရှိဘူးကဲဒီထဲမှာယောက်ျားတွေနည်းနည်းများတော့မေးကြည့်အောင်ပဲကချင်ပြည်နယ်ကနည်းနည်းအေးတော့အေးကန်ကာကွယ်နိုင်အောင်ခေါင်ရည်လေးပါလေနည်းနည်းပါမတော့ပါဘူးလားသေရည်သေရက်တောက်ခြင်းသည်ကောင်းသောလို့လားမကောင်းသောလို့အပြစ်ရှိလားမရှိဘူးလားရှိပါပါဗျာအေးလို့တောက်တာတော့အပြစ်မရှိတော့ပါဘူးဟမ်ရှိပါတယ်ဗျာတောက်ပါဦးဗျာအေးမတောက်လို့ဒီရောက်လာကြတာပေါ့တင်ပါဗျာဟုတ်ပြီနော်ဟုတ်ပါဗျာအဲ့တော့မှတ်ထားအေးလို့တောက်လဲဟိုးမန္တလေးကငတုံးနေကြတော့ပူလို့တောက်တာအရင်တောက်ပြီဆိုရင်ကိုတုံးနေလို့ပဲဘောပါလားမှန်ပါဗျာအရင်တောက်ပြီဆိုရင်ကိုငတုံးမို့လို့တောက်တာမှတ်တာခုခေတ်ဘိုးဆိုးသေးတယ်အစိတ်တွေနဲ့မဟုတ်တန်းတွေကအရက်ချက်ဆက်ယုံကပေါက်တကရလျှောက်လို့နေမှန်းသိရတဲ့နဲ့တောက်နေတာကိုကသိကျင်လို့တုံးလို့ပေါ့ကွာအုံတော့မရှိလို့ဟုတ်ပါရဲ့ဗျာဟုတ်ပါလားအဲ့တော့ပူလို့တောက်ရင်ပြည့်ရှိလားရှိပါရဲ့ဗျာအေးလို့တောက်ရင်ရှိပါရဲ့ဗျာပျော်လို့ရှိပါရဲ့ဗျာစိတ်ညစ်လို့ကိုတောက်တာလဲအကြောင်းအမျိုးမျိုးကိုပြင်းလို့ဟမ်ဘာကြောင့်တောက်ပြည့်ရှိတယ်လို့နှလုံးသားထဲကယုံကြည်ထားတဲ့ပုဂ္ဂိုလ်ဆိုရင်ဘယ်ကြောင်းကြောင့်မှဒီသေရည်သေရဲ့တောက်เสียအကြောင်းရှိပါဘူးဗျာမှတ်ထားဘုမိမတွေအတွက်ကြတော့အတင်းပြောတာသူ့ဂိုင်းနဲ့သူ့လိုင်းနဲ့သူခေါ်အောင်ဟုတ်ပါလားအတင်းပြောတာအပြစ်ရှိလားမရှိဘူးလားရှိတယ်ရှိတယ်လို့ယုံသလားကုသိုလ်လားအကုသိုလ်လားအလုံးသိတယ်နော်
သိရနဲ့အတင်းပြောနေတဲ့သူသည်ဒီပုဂ္ဂိုလ်ဖျားနဲ့တွေ့တယ်လူလားမတွေ့တယ်လူလားမြင့်မြတ်သူလားယုံနေသူလားမှတ်ထားဟုတ်ပြီလားအဲ့လိုအကြောင်းအကျိုးကိုမသိတာကရမ်းလောက်တာကအဝိဇ္ဇာပစ္စယသင်္ခါရဆိုတာအတိတ်ကဘာကံအတိတ်ကသင်္ခါရကြောင့်သင်္ခါရပစ္စယဝိညာဏဆိုပြီးပရိသေဝိညာဉ်မနေခဲ့ရဘူးလားအဲ့တော့တရားနဲ့တရားပရိသေဝိညာဉ်နေခဲ့ကြတဲ့အခါမှာပရိသေဝိညာဉ်စိတ်ကလေးကရင်တယောက်လောဘနဲ့တယောက်လောဘတူလားတယောက်ဒေါသနဲ့တယောက်ဒေါသတူလားတယောက်မောဟနဲ့တယောက်မောဟတူသလားမတူဆိုဒီဘက်ကသင်္ခါရတုံးကလောဘအားကြီးတဲ့ကံလုပ်ခဲ့ရင်လောဘအားကြီးတဲ့ဝိညာဉ်ရတယ်မှတ်ထားနော်မှတ်ထားနော်ဒေါသအားကြီးတဲ့ကံလုပ်ခဲ့ရင်ဒေါသအားကြီးတဲ့ဝိညာဉ်ရတယ်ဒါမို့ကလေးလေးတွေအိတ်နေသွားကြည့်နော်သဘောကောင်းတဲ့ကလေးဆိုအိတ်နေမျက်နှာလေးကိုကြည့်လို့သဘောဆိုးတဲ့ကလေးဆိုစူပုတ်ထောလန်းကလေးတွေမဟုတ်ဘူးနင်တို့မျက်နှာနင်တို့ပြန်ကြည့်မနေ့လင်းလာအိယာထားမျက်နှာကြီးထောလန်းနေအဲ့ဒါဒေါသယုတ်နော်သူကဒေအိုးယုတ်ခေါ်တယ်ရှင်းသလားဒေါသနဲ့သိရင်ဘယ်သွားမအောင်ဒေအိုးတန်းနေတာပဲသူကမနေ့လင်းလာရင်သူငြိမ်ငြိမ်ဘယ်တော့မှမနေနိုင်ဘူးစူပွားစူအောင်နဲ့သူများစောစောမထားလိုက်တဲ့တအိမ်လုံးပြဿနာတက်ပြီဟမ်လှုပ်စားကြမှာလားတောင်းစားကြမှာလားဒီကလူတွေကချက်လို့ပြောလို့ကြောပြီးသွားပြီခုချိန်ဒီမထားကြသေးဘူးသေတာကောင်တွေကနင်းတို့မွဲတာဘွက်ကိုပေါက်လို့သူမနဲ့လင်းကလေးကပရိတ်ရွတ်နေတာဒဲအိုးယောက်ျားသဘောပါသလားအဲ့ဒါကြည့်လိုက်အဲ့ဒါမှသင်္ခါရပစ္စယဝိညာဏပရိသေတွေဝိညာဉ်ကလေးကမတူဘူးဝိညာဏပစ္စယနာမရူပအခုခင်ဗျားတို့တယောက်နဲ့တယောက်ရုပ်ရပုံချင်းကတူသလားတချို့ကရုပ်ရည်လေးတွေကြီးနေတယ်အနော်နှမျောကစီနေခြင်းလည်းမရှိဘူးလူဖို့တန်းဖို့စဉ်းစားနေတယ်အာလောဘယုတ်ဟုတ်ပြီနော်တချို့ကလောဘယုတ်ရှက်ပြနဲ့ဆပ်ပြတဲ့လင်ပြောက်သလိုနော်နေရာတကာလောနဲ့ဖဏကြည့်လိုက်လဲရှေ့ရတခါတည်းရက်ထားတာရှေ့ခွင်ကိုခွက်လို့ဟုတ်ပလားဟဲ့ဟိုဟာလှုပ်လဲရှက်ပြဒီဟာလှုပ်လဲရှက်ပြဆိုအဲ့ဒါလောဘကြီးတယ်လို့ဟုတ်ပြီနော်တချို့ကျတော့ဖဏောင်းကတူနေတယ်ဟမ်လမ်းသွားတော့ဖဏောင်းနဲ့ဆောင်းသွားတယ်ဘာကြီးတယ်လို့ဒေါသကြီးတဲ့လူမျက်နှာကြည့်လိုက်ရင်အမြဲတမ်းသုံးမုံနေရရှစ်ခေါက်ကျိုးတလောကလုံးသူ့လောက်ခါစားနေတဲ့အတိုင်းပဲသဘောပါသလားအဲ့တော့ရုပ်ချင်းကိုတူသလားအကြောင်းကောင်းမှအကြောင်းမှန်မှလောဘကြီးရင်လောဘယုတ်ဒေါသကြီးရင်မောဟကြီးရင်မောဟယုတ်တချို့ကျတော့အချိန်ပြည့်အိပ်ပုံဆုံးပွားယုတ်ဘယ်သူပါမိမအဲလို့မသိဘူးဟမ်သူနာကပြောနေကိုမသိဘူးမောဟကြီးတဲ့လူကသဘောပါသလားအခုနင်တို့ရက်ွက်ထဲဘာဖြစ်မသိပါဘူးရက်ွက်ထဲမှာသူ့အိမ်နဲ့သူဘာဖြစ်နေမှတော့မသိဘူးသဘောပါလားအဲ့တော့မောဟကြီးရဲ့မောဟယုတ်နံခြင်းအတိတ်ကံပေါ်မှာမူတည်ပြီးဖြစ်လာကြတယ်နာယုတ်ကံကြောင့်ဖြစ်တယ်လို့သာလယရဏလည်းကံကြောင့်ဖြစ်တယ်နာမရူပပစ္စယသာလယရဏဆိုတာဒွါရဘယ်နှပေါက်6ပေါက်တစ်နှစ်တစ်ခါဟိုပင်မှာတရားစခန်းရှိတယ်လို့ပြောပါတယ်နော်တစ်နှစ်တစ်ခါတဲ့ဟိုပင်မြို့ကြီးမှာရှက်လည်းမရှက်ဘူးတစ်နှစ်မှတစ်ခါအံ့ဩတယ်365ရက်မှာစခန်းဝင်တာ9ရက်အဲ့ဒီထဲမှာ9ရက်ကိုခင်ဗျားတို့နှလုံးသွင်းမှန်တာ9ရက်အဝင်1ရက်နဲ့အထွက်1ရက်ကမမှန်ဘူးအဲ့တော့ရက်ပေါင်း360အာကုသိုလ်လုပ်နေပြီ9ရက်ထဲကုသိုလ်လုပ်လို့နိုင်ပါမလားမကြည့်လို့ကြပါလိမ့်သဘောပါလားအဲ့တော့သလယရဏဘာလဲပြောကြည့်သားပြန်ပြောတယောက်နဲ့တယောက်မျက်စိချင်းတူသလား
မျက်စိမြင်တဲ့ပါဝါချင်းအခုဒီမှာကြည့်ဥဒ္ဓမင်္ဂလာမျက်မှန်နဲ့ကြမချောဘူးလားမျက်မှန်တားတဲ့လူနဲ့မတားတဲ့လူဘယ်သူကကံကောင်းတော့ဟမ်ဒီမှာဒါကံကူခေါ်တယ်မျက်မှန်မခေါ်နဲ့ပါတဲ့ကံကမွဲနေလို့အကူတတ်တာရှင်းလားဒါသူတို့အမလီမျက်မှန်လေးလှထားတယ်ဘယ်ရအမလီမလှနဲ့ခဲတော့ငရဲပန်းရွှေပန်းထင်တဲ့လူတွေလိုပဲမျက်မှန်တားတဲ့လူဒုက္ခကိုမသိလို့ဒီမှာဥဒ္ဓမင်္ဂလာအဝေးလည်းမမြင်ရဘူးအနီးလည်းမှုံတယ်ဟုတ်ပလားကံကောင်းလို့တားရတာလားကံဆိုးလို့တားဟောမျက်စိချင်းတူပေမဲ့မျက်မှန်မတားရတဲ့လူကလွတ်လပ်နေတယ်မျက်မှန်တားရတဲ့လူကဒီမျက်မှန်ဒုက္ခစာကြကြည့်လဲမျက်ရုပ်ကြိုက်တယ်မူးတယ်ဟုတ်ပြီနော်ကံဆိုးလို့တာကံကောင်းလို့မျက်စိချင်းလည်းမတူသဘောပါလားတချို့ကဘာဆဆအရသာရှိဘာဆဆအန္တရာယ်မရှိဘူးစီကြိုလည်းမရှိဘူးသူတို့မရှိဘူးတို့စားကြံစားရတယ်ဟောဥဒ္ဓမင်္ဂလာတို့じゃကံကောင်းတာဘုံကံကြီးတဲ့လူဆိုတော့ရောက်ရရမှာကောင်းပွေးဆိုတာကြီးလာကတ်တခုမှစားလို့မရအရှင်မြတ်ဒါလေးစားကြည့်ချိုးတာသွားပြီစီကြိုရှိတယ်ဘာမှလုပ်မရဘူးသဘောပါသလားအကောင်းဆိုဘာမှစားမရဘူးကတ်တဲ့လူတွေကတော့အရှင်ဘုရားဒါလေးကဘယ်လိုကောင်းတာသူကောင်းတယ်လို့ပြောရင်သူမင်္ဂလာရှောင်တော့ဘုံမဲ့ကံမဲ့ဆိုစားခွင့်မရှိဘူးရှာဟုတ်ပြီနော်သဘောပါသလားအဲ့ဒါဘယ်ပေါ်မှာမူတည်တာသင်္ခါရဆိုတဲ့အတိတ်ကံရှင်းသလားဟိုဟာလေးနည်းနည်းစာပြဿနာတက်ပြီဒါလေးနည်းနည်းစာပြဿနာတက်ပြီဘယ်အရသာမှဥဒ္ဓမင်္ဂလာမကြိုက်တဲ့အစာဘာမှမရှိဘူးအကုန်ကြိုက်အကုန်ကောင်းဒါပေမဲ့စားခွင့်မရှိဘူးအတိတ်ကသူများပိတ်ထားခဲ့တာနေမှာဟုတ်နော်အတိတ်ကစပူမူးလုပ်ခဲ့ပုံပေါ်တယ်သဘောပါလားအကြောင်းကောင်းမှအဲ့တော့အတိတ်ကံသင်္ခါရရဒီမှာသလယတနာမရဘူးလားအဲ့တော့ဒီမှာအတိတ်ကံကောင်းတဲ့လူကအနိဋ္ဌာယုံတစ်ခုမှမမြင်ရဘူးဟုတ်ပြီနော်တစ်ခုမှမကြားဘူးဥဒ္ဓမင်္ဂလာဟိုကောကရိတ်မှာတရားသွားဟောတယ်ရှေ့ကတရားဟောတယ်နောက်ကပြည့်နေတယ်တုံးအုံးအနားမှာကပ္ပိယတယောက်ပါလာတယ်တက်ပြေးလာတယ်ဘုန်းကြီးတရားဝဲသိမ့်တော့ဘာဖြစ်လို့ဟိုမှာပြည့်နေသူကသူပြည့်တယ်ဒုနဲ့ဘာဆိုင်လဲဟာဘုန်းကြီးဘလုံးနဲ့ဒီဘက်ချော်ကြမကြပါဘူးအဲ့အတန်ကြားတယ်ငါတို့သိငါတို့ကအာကုသို့ကြီးတဲ့လူဆိုတော့တိုက်ပွဲကြားထဲမှာမွေးလာတာဒီကြည်စံပယ်သွားငါသိတယ်တဏ္ဍတံများယိုးနေခင်ဗျားတို့ဟောငါလိုလူတွေကြီးပဲသဘောပါလားအာကုသို့ကြီးတဲ့လူတွေအဲ့ဒါအခုခင်ဗျားတို့မှလေအနိဋ္ဌာယုံမြင်ကွင်းနေသွားရင်လာရင်လည်းဟိုမှာတကားကားနဲ့ကောင်းတယ်မတွေ့ဘူးလားပို့သွားတယ်သူများချမ်းသာတဲ့တိုင်းပြည်တွေကံအစစ်တမ်းမြင့်တဲ့တိုင်းပြည်တွေသွားတာလမ်းမှာမော်တော်ဘီကယ်တောင်မတွေ့ရဘူးဟိုမှာယူရို28နိုင်ငံသွားခဲ့တာတနိုင်ငံပြီးတနိုင်ငံသူသွားခဲ့တာဘယ်နေရာမှလည်းမှတ်ပုံတွေမစစ်သလိုဒီတနတ်ကင်ထားတဲ့ကောင်လည်းတကောင်မှမတွေ့ခဲ့ရဘူးခုမြေကြီးနားလာတာဒီခုမိုးညင်းဟိုပင်လာတာလမ်းတယ်ကျုပ်ကလည်းကျုပ်ကားတိုင်းရင်ကိုကြိုက်တဲ့ကောင်မဟုတ်ဘူးသဘောပါသလားဒါမှမပြောရဲပါဘူးရက်ပေးရတာပါဟောသူ့လက်ထဲမှာအချောင်းကြီးနေဟုတ်သဘောပါသလားအဲ့တော့ရှုခင်းကောင်းကောင်းမြင်ရသလားမကောင်းတဲ့အရာတွေမြင်နေရတယ်အဲ့လက်နဲ့တွေတကားကားနဲ့မြင်နေရတာကိုကကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်လားမှတ်ထားနင်တို့ဘုံမဲ့ကံမဲ့တွေလို့အဲ့ဒါကြောင့်ပြောတာသဘောပါသလားအတိတ်အကြောင်းကမကောင်းတဲ့တော့ဒီမှာသလယရဏဒီဖတ်တာသလယနာပစ္စယဖတ်တာဆိုတဲ့နေရာအစင်းအတန်အနတ်အရသာတွေမတွေ့ဘူးလားအဲ့မကောင်းသောအစင်းနဲ့တွေ့ရတာကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်လားမကောင်းသောအနတ်နေရနေတာကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်လားမကောင်းတဲ့သတင်းတွေကြားနေရတာကုသိုလ်ကြောင့်လားအကုသိုလ်ကြောင့်လားမ
မေနာဝင်ပြည့်သွားပြန်ပြီတဲ့ဘယ်နာဆော်ကြပြန်ပြီတဲ့သဘောပါသလားတော့ကြတယ်ယထာလန်းကချော်လို့တဲ့မိုးတွင်ရောက်တော့ဟမ်မင်းတို့မြင်ချင်းသားယထာလန်းအတွက်တစ်နှစ်ကုန်ကြစရိတ်ကထုတ်ပေးထားတာဘီလီယံပေါင်းကိုထောင်ချီနေတယ်လမ်းပြင်စရိတ်ဒါပေမဲ့ဘယ်တော့မှရှင်းလားအဲ့ဒါဘယ်သူကြောင့်ဒီအထားသုံးတာနင်တို့ပဲနင်တို့ကြားထဲကဖြတ်စားခံရတာကိုအာကုသို့မကောင်းလို့သဘောပါသလားအကြောင်းကောင်းမှအဲ့တော့သူများအပြစ်တင်ကြမလားကိုပြုပြင်ကြမလားသူများတော့မတင်နဲ့နင်တို့လည်းမနိုင်ဘူးငါလည်းမနိုင်ဘူးဟုတ်ပြီနော်ဦးဇင်းကကောင်းကျင်တာမြန်မာပြည်ဟိုးထက်ဖျားကနေအောက်ဖျားထိမြန်မာနိုင်ငံဟာအလွန်စင်ကြယ်တန့်ရှင်းသောငြိမ်းချမ်းသောချမ်းသာသောတိုင်းပြည်တစ်ခုဖြစ်ချင်တာထူထောင်ကျင်တာကျုပ်ကလည်းဘုံမဲ့ကံမဲ့မလုံးနိုင်တော့ပါနော်တခါတလေအားမရောက်ဩငါနဲ့နော်အဲ့ဒီအယုတ်တမကောင်တွေလောက်မှဘုံကံမရှိဘူးသဘောပါလားကဲကျင်တာဒီလူတွေကိုဒါပေမဲ့ကဲနိုင်စွမ်းအဲ့တော့ကျုပ်ပေးနိုင်တာကတရားဘုရားသားတော်ဖြစ်တဲ့အတွက်တရားပဲရှိအဲ့တော့အဲ့ဒီတရားလေးနဲ့ကိုယ်နှလုံးသားနဲ့ကိုငြိမ်းအေးအောင်လုပ်ရင်လွတ်နိုင်မလွတ်နိုင်ငြိမ်းနိုင်မငြိမ်းနိုင်ယုံသလားတရားကိုယုံသလားအဲ့တော့သူတကာလက်ပြစ်တင်ပြီးတော့ဒေါသတွေဖြစ်နေကြမလားကိုယ်အကြောင်းကိုစင်ကြယ်အောင်လုပ်မလားကြည့်ယုံညံ့သောဘဝကလာပြီးဘယ်သွားတော့ယုံညံ့တဲ့နေရာပဲသွားမဲ့ပုဂ္ဂိုလ်တွေရောရှိမရှိပုဂ္ဂိုလ်ဘယ်နှမျိုးလဲနံပါတ်1ကယုံညံ့တဲ့ဘဝကနေယုံညံ့တဲ့ဘဝသွားမယ်နံပါတ်2ကယုံညံ့တဲ့ဘဝကနေမြင်မြတ်တဲ့ဘဝနံပါတ်3မြင်မြတ်တဲ့ဘဝကနေယုံညံ့တဲ့ဘဝနံပါတ်4ရှင်းသလားအဲ့ဒါဘာလဲဆိုတော့အခုယုံညံ့သောမြင့်မြတ်သောဆိုတာအတိတ်ကံကြောင့်ရလာတဲ့ဘဝတွေဟုတ်ပြီနော်ဒါကိုခင်ဗျားတို့မြင်အောင်ပြောနေတာဖတ်တာမှလည်းအတူတူပဲဝေဒနာမှလည်းအတူတူပဲခုခင်ဗျားတို့ခံစားတဲ့ဝေဒနာလေးတွေလာနေတာလဲအတိတ်ကံပေါ်မူတည်ပြီးလာနေတာဟုတ်မလားဟဲ့အဲ့တော့မကောင်းသောဝေဒနာတွေမကောင်းသောအာယုန်တွေကြုံတွေ့နေရတယ်ဆိုတာကံကောင်းလို့လားကံဆိုးလို့လားဟုတ်ပြီအဲ့လိုယုံညံ့တဲ့ဘဝလာပြီးတော့ဒီဘဝမှာတဏှာအလိုလိုက်ဥပါဒံအလိုလိုက်တဏှာဥပါဒံဆိုတာတဏှာဆိုတာကလိုချင်တာဥပါဒံကဆွဲလန်းတာဆွဲလန်းတော့အတိတ်ကမကောင်းတဲ့ကံလုပ်ထားတဲ့ပုဂ္ဂိုလ်ကမကောင်းတဲ့အစွဲရှိမရှိရှိပါဘူးခုသူတို့နိုင်တော့ကိုချတော့ကိုနိုင်တဲ့အချိန်သူတို့ပြန်ချမယ်ဆိုတဲ့စိတ်ရှိတယ်မလားရှိဘယ်တော့မှမင်းတို့မလွတ်လပ်ဘူးသဘောပါလားဒီမှာအာဟုသို့အစွဲရရှိတယ်လေအေးမင်းလက်လှုပ်တာပေါ့ကိုလက်မှမရောက်သေးပဲအန်ကျိတ်နေတာအန်ကျိတ်နေလို့ဆိုလောဘလည်းဖြစ်တယ်ဒေါသလည်းဖြစ်တယ်မောဟလည်းဖြစ်တဏမာနဒိဋ္ဌိတွေမဖြစ်ဘူးလားဖြစ်ပြီဆိုရင်အဲ့ဒီကံတွေဟာကုသိုလ်တွေဖြစ်မလားအကုသိုလ်ဖြစ်မလားအကုသိုလ်ဖြစ်ရင်ဟိုဘက်ကိုမြင့်မြတ်တဲ့ဘဝသွားမလားယုံညံ့တဲ့ဘဝသွားမလားကျင်တတ်သလားအခုလက်ရှိဘဝမှာဘယ်လိုပဲဆိုပြစ္ဆုတ်ပံကံကောင်းအောင်ပြင်လို့ရမရပြင်နိုင်မပြင်နိုင်ဘယ်သူကိုယ်တိုင်ပြင်ရမှာကိုဘဝရဲ့အရှင်သခင်ဟာကိုပဲဟုတ်ပလားအခုကြုံတွေ့နေရတဲ့လောကရန်ဇိုးတွေကိုကြော်လွှားလို့ရနိုင်မရနိုင်ယုံနေနော်ဒါဖြင့်မြတ်စွာဘုရားပွင့်လာတာဒီလောကအကျိုးငါပွင့်လာတယ်ဆိုတာယုံသလားအဲ့ဒါလေးကိုဦးဇင်းကသက်သေဝတ္ထုပြအောင်ပါလောလောဆယ်ဒါလေးအရင်ရှင်းမယ်ဟုတ်ပြီနော်မကောင်းသောအတိတ်ကကံတွေကြောင့်ယခုယုံညံ့တဲ့ဘဝရနေတယ်အဲ့ဒီထဲကနေအခုလောဘနဲ့နေမယ်ဒေါသနဲ့နေမယ်မောဟနဲ့နေမယ်သီလသမာဓိပညာကိုအာမထုတ်ဘူးဆိုရင်ဒီပုဂ္ဂိုလ်ကမြင့်မြတ်တဲ့ဘဝသွားမလားယုံညံ့တဲ့ဘဝပဲသွားမလားရှင်းနေပြီနော်အခုဘဝဘလို့ပဲယုံညံ့တယ်ဆိုတာနှိမ့်ကြတောင်းစားရတဲ့ဘဝပဲရောက်နေပါစေဟုတ်ပြီနော်သီလအပြည့်မခံဘူးတမာတိအပြည့်မခံဘူးပညာအပြည့်မခံဘူးဆိုရင်နောက်ဘဝမြင့်မြတ်မှုရနိုင်မရနိုင်နောက်ဘဝဆိုတာဒါခမည်းတော်ကိုမြင်သာအောင်ပြောတာတကယ်တော့လက်ရှိဘဝမှာတင်သီလမရှိတဲ့လူနဲ့သီလရှိတဲ့လူဘယ်သူကမြင့်မြတ်လဲသေချာလား
သမာဓိမရှိတဲ့လူနဲ့သမာဓိရှိတဲ့လူဘယ်သူကမြင့်မြတ်လဲဟုတ်ပြီပညာမရှိသူနဲ့ပညာရှိသူဘယ်သူကမြင့်မြတ်လဲပညာရှိဆိုတာအတန်းနေအောင်တာဘွဲရတာပြောတာမဟုတ်ဘူးနော်သဘောပါသလားအကောင်းဆိုအကြောင်းအကျိုးအမှားအမှန်ပိုင်းခြားဝေဖန်နိုင်စွမ်းရှိမှပညာရှိဘွဲတွေတက်ဘွဲတွေရစာတွေတက်ပြီးတော့အကုသိုလ်လုပ်တွေလုပ်နေရင်ဒီပုဂ္ဂိုလ်ပညာရှိလို့ခေါ်လို့ယုံညံ့တဲ့စိတ်နဲ့သူများကိုအဘိဇ္ဇာပြပါဒသူတို့ဘာပစ္စည်းရပစ္စည်းကြောင့်ရှောက်ကြံနေဒီပုဂ္ဂိုလ်ပညာရှိလို့ပြောလို့သဘောပါသလားကိုင်းကောင်းပြီအဲ့တော့ယုံညံ့သောဘဝကနေမြင့်မြတ်သောဘဝကိုလည်းတက်လန်းလို့ရနိုင်မရနိုင်ဒီမှာယခုဘဝမြင့်မြတ်နေတယ်တဲ့မြင့်မြတ်နေတယ်ဆိုတာပတ်စံရှိတယ်အသံဝေးဝမ်းကြောင်းတဲ့မပူကမပင်ရဘူးဟုတ်ပြီနော်ရက်ွက်လူကြီးဖြစ်တယ်မြို့နယ်လူကြီးဖြစ်တယ်နိုင်ငံလူကြီးဖြစ်တယ်ဒါကအတိတ်ကသူတို့ကံကောင်းလို့လူကြီးဖြစ်တယ်ဟုတ်ပြီနော်ဒါပေမဲ့အဲ့ဒီမြင့်မြတ်တဲ့ဘဝမှာရနေပေမဲ့သီလလည်းမရှိသမာဓိလည်းမရှိပညာလည်းမရှိရင်ဒီပုဂ္ဂိုလ်တွေမြင့်မြတ်တဲ့ဘဝကနေဘယ်သွားတော့သဘောပါလားခုခင်ဗျားတို့မပူမပင်မတောင်းမတမကြောင်းမကြဘဲနဲ့နေလို့ရတဲ့ပုဂ္ဂိုလ်တွေရှိမရှိအဲ့ဒီပုဂ္ဂိုလ်တွေကသီလအတွက်လည်းမကြိုးစားသမာဓိအတွက်လည်းမကြိုးစားပညာအတွက်လည်းမကြိုးစားပဲနေရင်မြင့်မြတ်တဲ့ဘဝကနေဘယ်သွားတော့ရှင်းမလားနံပါတ်၄ပုဂ္ဂိုလ်ကပါလေမြင့်မြတ်တဲ့ဘဝလာတယ်မြင့်မြတ်တဲ့ဘဝဆိုကိုယ်ဘဝကပြည့်စုံနေရင်ကိုယ်ဘဝပြည့်စုံပြီဆိုတာနဲ့မပြည့်စုံတဲ့ဘဝတွေကိုအကူအညီပေးရတော့မယ်စာနာထောက်ထားရတော့မြင့်မြတ်သူနဲ့ယုံညံ့သူဟုတ်ပြီနော်ကိုမြင့်မြတ်တဲ့လူလို့မှတ်ထားရင်အသိဉာဏ်မပြည့်စုံသေးတဲ့ပုဂ္ဂိုလ်တွေကိုကိုကအသိဉာဏ်ပြည့်စုံနေရင်ပုက္ခရှုံချအထင်သေးရမလားသူတို့အသိဉာဏ်ပြည့်စုံအောင်ဆောင်ရွက်ပေးရမလားမြင့်မြတ်တဲ့ဘဝလာပြီးမြင့်မြတ်တဲ့ဘဝသွားမယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါလို့ကိုယ်မှာရှိတဲ့ပြည့်စုံမှုဥမာဆိုကြပါစို့ဦးဇင်းစိတ်ထဲမှာအလွန်စိတ်မကောင်းဖြစ်ခဲ့တဲ့ကိစ္စတစ်ခုရှိတယ်ကိစ္စတွေကတော့အများကြီးပေါ့လေမြန်မာပြည်မှာဖြစ်ပျက်နေတဲ့ကိစ္စတွေကစိတ်ချမ်းသာစရာသိမရှိပါဘူးအဲ့ဒီထဲမှာကိစ္စတစ်ခုဦးဇင်းကတော့အခုနိုင်ငံတကာသွားပြီးတော့တရားဟောနေတော့ရောက်ရအရာမှာကိုကျမ်းမာရေးစိတ်စစ်ပါညာလောက်တော့လွန်ခဲ့တဲ့၄နှစ်ကစင်ကာပူမှာစိတ်စစ်တယ်စိတ်စစ်တော့သွေးစီးကြိုသွေးကြိုရှိတယ်သွေးတို့ရှိတယ်နှလုံးလမ်းကြောင်းကျင်းတယ်အသက်အစီဖုံးတယ်နော်ဘာမှမကောင်းဘူးကွယ်အဲ့ဒီအဖြေတွေရှာတွေ့တော့ဆေးတောက်နေတာ၄နှစ်ရှိအဲ့ဒါပြီးခဲ့တဲ့2လလောက်ကဩစတြေးလျသွားတယ်တော့ဩစတြေးလျမှာဆေးစစ်မယ်ဆိုဆေးပေါ့ဆေးဆိုတော့ခုနအဖြေတွေပြန်တွေ့တယ်ဟုတ်တယ်သွေးကြိုရှိတယ်သွေးကြိုလည်းမကြဘူးစီးကြိုလည်းမကြဘူးနှလုံးသွေးကြောလည်းကျင်းတယ်အသေးလည်းအစီဖုံးတယ်နောက်စီးချိတ်ကလည်းကြီးလိုက်သေးတယ်နော်ယောဂတွေပြောရင်တော့မကုန်နိုင်ဘူးကွာအဲ့ဓာတွေကိုတွေးတော့လွန်ခဲ့တဲ့၄နှစ်ကစစ်တဲ့အဖြေနဲ့အခုစစ်တဲ့အဖြေကအတူတူဖြစ်နေတော့ဟိုကပြောတယ်ရှင်ဘုရားဆေးမတောက်ဘူးလားဟာတောက်တယ်ဘာဆေးတွေတောက်လဲရော့ဒီမှာဆေးတွေတောက်တဲ့ဆေးတွေအကုန်လုံးတရားတပ်ပုံရိုက်ပြီးပြလိုက်ဆရာဝန်တွေဟာဒီဆေးတွေကတော့အမှန်ပဲတဲ့တောက်နေတာမှန်တာပေါ့ဒါစင်ကာပူကပေးထားတဲ့လမ်းညွှန်ထားတဲ့ဆေးတွေဟုတ်ပြီနော်ဒါပေမဲ့ဆေးဘယ်ကဝယ်တောက်တော့ဆိုကျုပ်လွယ်တဲ့နေရာတောက်တာပေါ့ဗျာဗမာပြည်ကဝယ်ဗမာပြည်ကတောက်တာပေါ့ဒါဆိုရှင်ဘုရားအဖြေကဆေးမတောက်တဲ့အဖြေထွက်တယ်ဒီမှာဆေးတောက်ရတာတော့အမြင်မဲ့ကျုံနာကပ်ပြရတယ်အကုန်သိနေ့လေကပုံမောင်းအောင်ပြောတယ်ရှင်ဘုရားစောမစားနဲ့တော့ဆေးတင်တောက်ရင်ရပြီဆေးတစ်ခါတောက်ရင်လက်ခုပ်တစ်ခုတောက်ဟုတ်ပြီနော်သိချာနာထောက်အဲ့တော့မှဩစတြေးလျပညာရှိတဲ့ဆရာဝန်တွေကဒါဆိုရင်တော့တပည့်တော်တို့ကတစ်မျိုးစဉ်းစားရတော့မယ်တဲ့တောက်တဲ့ဆေးလဲမှန်တယ်ယောဂလည်းမှန်နေရတဲ့ဘာလို့မပြောက်ရမသက်တာမပြောက်တော့သက်တာဟုတ်ပြီနော်အဲ့တော့တပည့်တော်တို့အဖြေတစ်ခုထုတ်ကြည့်မယ်တဲ့အရင်ဆုံးဆေးမပြောင်းသေးဘူးဒါပေမဲ့ဆေးအမျိုးအစားမပြောင်းဘူးအရှင်ဘုရားဗမာပြည်ကဆေးကိုမတောက်နဲ့တော့တဲ့ဩစတြေးလျဆေးကိုတောက်
ဆိုတော့ဆေးအမျိုးအစားမပြောင်းဘူးဆေးထဲမှာပါတဲ့ပမာဏမပြောင်းဘူးသူ့နိုင်ငံကဆေးကိုတိုက်လိုက်တပတ်ဖဲတော့ရသေးတယ်အဖြေအလုံးပြောင်းသွားဆိုတော့အဲ့ဒီအဖြေကပါလေဗမာပြည်ကဆေးအာနိသင်မရှိဘူးဆိုတဲ့အဖြေထွက်အဲ့တော့အားလုံးကအရှင်ဘုရားတဲ့အဖြေရှင်းနေပြီတဲ့အဲ့တော့အရှင်ဘုရားအတွက်တပည့်တော်တို့ဩစတြေးလျကတာဝန်ယူပါတယ်တောက်เสียဆေးကိုဆိုတော့ကျုပ်စိတ်မကောင်းဘူးလို့ပြောတယ်ဘာဖြစ်လို့တော့ဘုရားတဲ့ကျုပ်တယောက်တည်းအတွက်တော့ဟုတ်တာပေါ့လို့ဗမာပြည်ကလူတွေဘယ်လိုလုပ်မလို့တန်း60ကအစီအနစ်မရှိတဲ့ quality မမီတဲ့ခင်ဗျားတို့အင်္ဂလိပ်လိုပြောခင်ဗျားတို့နားလည်မှာမဟုတ်လို့ကျုပ်ကလည်းတစ်လုံးနှလုံးမတတ်နော်အစင်တန်းမမီတဲ့ဆေးတွေကိုခင်ဗျားတို့တောက်နေရပြီဆိုကြတဲ့ကရင်လူတွေဟာယောဂပျောက်အောင်ကုတာနဲ့မတူဘူးအစိတ်မျိုးနေရတာနဲ့ဩဘုန်းကြီးရဲ့တဲ့ကိုယ့်အတွက်ဆင်ပြေရင်ပြီးရောပြောတဲ့ငါအဲ့လိုမစင်စားတတ်ဘူးငါတယောက်အဆင်ပြေပြီးကြံတဲ့လူတွေအဆင်မပြေရင်ငါလူဘဝရက်တည်နေရတာလကားပဲငါခံစားချက်ကငါနဲ့ဟောဒီလူတွေနဲ့အားလုံးတသားတဲ့ငါအဆင်ပြေရင်သူတို့လည်းပြေရမယ်ငါချမ်းသာရင်သူတို့လည်းချမ်းသာမယ်သူတို့ငတ်ရင်ငါလည်းငတ်သဘောပါလားရှင်းတယ်နော်ဒါပေမဲ့အမှန်တန်ကြောက်စရာမကောင်းဘူးလားကောင်းပါတယ်ဗျာဒီအာနိသင်မရှိတဲ့ဆေးတွေခင်ဗျားတို့တောက်နေရသဘောပါလားအဲ့တော့ဘယ်ကောင်ကတတ်နေတယ်ဆိုတော့ကိုယ့်ကိုယ်ပဲဖြေချတော့ခင်ဗျားတို့ရန်လို့တော့တခြားကိုယ်တတ်နေတာတခြားရှင်းမလားသဘောပေါက်လားအကြောင်းကောင်းမှအေးတရားနဲ့ပြန်ဖြေတော့ဘာလို့အဲ့မကောင်းတာတွေတောက်နေရဩငါဟာအတိတ်ဘဝကဆေးဆရာဖြစ်ခဲ့ဘူးပုံရတယ်သူများမကောင်းတဲ့ဆေးတွေပေးခဲ့လို့ငါအခုမကောင်းတဲ့ဆေးတွေသဘောပါသလားကဲဒါဖြင့်မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်ဆိုတာကကိုယ်မှပြည့်စုံနေရင်သူတစ်ပါးကိုလစ်လူရှုရမှာလားသူတစ်ပါးပြည့်စုံအောင်ဆောင်ရွက်ရမှာဒါဥစဉ်တို့စဉ်းစားနေတယ်အခုဘယ်လိုလုပ်ပေးရင်ကောင်းမလဲမြန်မာနိုင်ငံအတွက်ဒီလူတွေကိုဘယ်လိုကယ်ရင်ကောင်းမလဲဟုတ်ပြီနော်အဲ့တော့အားလုံးမြင့်မြတ်သောပုဂ္ဂိုလ်ဆိုတာကိုယ်မှပညာပြည့်စုံနေရင်သူတစ်ပါးပညာပြည့်စုံအောင်ပံ့ပိုးပေးရမယ်ကိုယ်မှဥစ္စာပြည့်စုံနေရင်သူတစ်ပါးဥစ္စာပြည့်စုံအောင်ပံ့ပိုးပေးရမယ်ဥစ္စာမပြည့်စုံတဲ့လူတွေကိုထောက်ပံ့ပေးနိုင်ကြိုးစားအဲ့လိုပုဂ္ဂိုလ်မှယခုဘဝလည်းမြင့်မြတ်နောင်လည်းမြင့်မြတ်မဲ့ပုဂ္ဂိုလ်ဘယ်နှမျိုးကဲအဲ့ဒီမှာခုနကပြောတဲ့စကားဗုဒ္ဓလောကေသမုပ္ပန္နောဟိတာယသမ္မပါဏိနာမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးပွင့်လာတယ်ဆိုတာလောကအကျိုးငါပွင့်လာတယ်ဆိုတာယုံသလားယုံပါပါဗျာဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသမ္မပါဏိနာမြတ်စွာဘုရားဟောကြားအပ်တဲ့အရိယသစ္စာ၄ပါးမြတ်တရားကြီးပေါ်ပေါက်လာခြင်းသည်တတ္တဝါတွေအတွက်ဆင်းရဲကြောင်းလားချမ်းသာကြောင်းလားတရားသိတဲ့လူကဆင်းရဲမလားချမ်းသာမလားသိကြလားယုံသလားအခုဦးဇင်းကသူတော်ကောင်းတို့ကိုဗာသိအောင်လာဟောတာအဲ့ဒီတရားသိဟာဘသူကိုယ်တိုင်ဆောင်ရမှာအဲ့ဒီအသိတွေဦးဇင်းသိနေုံနဲ့ခင်ဗျားတို့ချမ်းသာမလားမချမ်းသာနိုင်တဲ့အတွက်ဒီမှာဆင်းရဲပင်ပန်းခံပြီးတော့လှဲ့អော်နေတာဟုတ်ပြီနော်အဲ့တော့ကိုယ်တိုင်ပါဆောင်နိုင်အောင်ကြိုးစားဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနာဓမ္မောဟောဒီသစ္စာ၄ပါးမြတ်တရားသည်တဲ့သဗ္ဗပါဏိနာအလုံးစုံသောတတ္တဝါတို့ဤဒုက္ခယလူနတ်နိဗ္ဗာန်ချမ်းသာ၃ပါးအကျိုးငါဗါတဲ့လူနတ်နိဗ္ဗာန်လူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းတရားကိုဆောင်တဲ့လူကလူချမ်းသာလည်းဖြစ်နိုင်မဖြစ်နိုင်နတ်ချမ်းသာလည်းရနိုင်မရနိုင်နောက်ဆုံးပဲချမ်းသာရမှာအဲ့တော့လူနတ်နိဗ္ဗာန်ချမ်းသာကိုဘာဆောင်မရမှာအဲ့တော့လောကမှာဓမ္မယေရနာပေါ်ပေါက်လာတယ်ဆိုတာတတ္တဝါတို့ချမ်းသာကြောင်းရှင်းလားတန်ခောလောကေသမုပ္ပါနောအနုတ္တရံပုံညခေတ္တတန်ခောဆိုတဲ့အခုဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့အဆုံးအမသီလသမာဓိပညာသိက္ခာ၃ရပ်ကိုကောင်းစွာဖြည့်ကျင့်တဲ့တန်ဃာတော်ရှင်သူမြတ်တွေဟာအနုတ္တရံအတုမရှိအနှိုင်းမဲ့ပုံညခေတ္တကုသိုလ်ကောင်းမှုတို့ရဲ့စိုက်ပျိုးရာကုသိုလ်ဖြစ်ထွန်းရာလေယာမြေကောင်းဟုတ်ပလားခုတန်ဃာတော်တွေရှိတဲ့အတွက်ခင်ဗျားတို့ဒါနကုသိုလ်တွေလုပ်ခွင့်ရမရသီလတရဏဂုံသီလတွေစောင့်တည်ခွင့်
ဟုတ်ပြီဝိပဿနာဘာဝနာတွေပွားများခွင့်ဒါဖြင့်တန်ဃာတော်ရှင်သူမြတ်တွေရဲ့ပေါ်ထွန်းလာတဲ့အတွက်ခမည်းတော်အတွက်အကျိုးရှိမရှိအနိုင်မဲ့အနုတ္တရံပုံညခေတ္တအနုတ္တရံအနိုင်မဲ့ရှင်းမလားဟဲ့ယုံသလားကြည်တက်သေးတစ်ခုပြမယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရှိစဉ်ကာလကရာဇကြိုပြီးမှမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးမနေ့ကျတော့ဆွမ်းခံထွက်ဆွမ်းခံထွက်တယ်လို့ပြောရတာကမနေ့တိုင်းဘုရားဆွမ်းခံထွက်တာပေါ့ဒါပေမဲ့ဒီနေ့ကထူးကြတယ်မြတ်စွာဘုရားကနာနဲ့တိုင်းနာနဲ့တစ်ကြိမ်နေ့လယ်တစ်ကြိမ်ညတစ်ကြိမ်လောကမှာချွေချွတ်ရမယ့်ပုဂ္ဂိုလ်တွေသူဉာဏ်စက္ခုနဲ့ကြည့်တယ်မြတ်စွာဘုရားတရားဟောတယ်ဆိုတာအကြောင်းမဲ့မဟုတ်ဘူးကျွတ်မဲ့ပုဂ္ဂိုလ်ရှိမှဟောတာဗါတယ်မြတ်စွာဘုရားကဘယ်တော့မှဟောတယ်ကျွတ်မဲ့ပုဂ္ဂိုလ်ရှိမှဟောတာဟုတ်ပြီနော်ဦးဇင်းတို့မှာကြတော့ခင်ဗျားတို့ကျွတ်မှမကျွတ်ဘူးမသိတော့အခုဝလုံးသိမ့်ယဟန်ဟုတ်ပြီနော်ဘယ်လိုလူကဘယ်ညာရှိမှလဲမသိတော့စုံအောင်ပြောရတယ်အယသားနားလည်အောင်လည်းပြောရတယ်ပညာရှိနားလည်အောင်လည်းပြောရတယ်ပညာတတ်နားလည်အောင်လည်းပြောရတယ်စာမတတ်တဲ့လူသိအောင်လည်းမင်းစာတတ်အောင်သင်လို့ပြောချင်မရဘူးမြန်မာပြည်မှာစာမသင်ရတဲ့လူတွေအများကြီးသဘောပါသလားအဲ့တော့ဒါတွေအားလုံးကိုသိအောင်ပြောရတဲ့အတွက်ရှုထောင့်ဘောင်းစုံမှာပြောရတယ်အဲ့ဒါဟိုပညာမဲ့တဲ့လူတွေကဟိုလိုမပြောရဒီလိုမပြောရတရားဟောရင်ဟိုအားထဲမပြောရဒါထဲမပြောရပညာချက်တွေဘောင်းစုံနဲ့နှိပ်ကွပ်ဖို့ကြိုးစားနေတယ်လောကကိုအသိဉာဏ်ဖွင့်ပေးဖို့အရေးကိုသူတို့ကပိတ်ပင်ဖို့ကြိုးစားနေတယ်ဘယ်တော့အာကုသို့ကြီးတယ်ဆိုတော့သူတို့ပိုင်းပေါ်လေးထားလိုက်ပါတော့ဟုတ်ပလားကျုပ်တို့မှာတရားဟောဓမ္မဂရိကဆိုတာဒီလာတဲ့ပရိသတ်ထဲကလူဒန်းစားဘောင်းစုံအကုန်နားလည်အောင်လုပ်ပေးရတယ်ရှင်းမလားအဲ့တော့ကြည်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလဲဒီတိုင်းပဲလောကမှာဘယ်လိုလူကိုချွေချွတ်မြတ်စွာဘုရားကကြတော့သူ့တရားတော်ကိုအချင်းကြီးအဖြစ်မခံသူ့စကားကိုနားထောင်ပြီးကြင့်ကြံပြီးကျွတ်တန်းဝင်နိုင်တဲ့ပုဂ္ဂိုလ်ရှိမှဟောတာဒါကြောင့်မို့မြတ်စွာဘုရားဗောဓိပင်နဲ့ရွှေပလင်ပေါ်မှာဖျားဖြစ်ရတတ္တတ္တဟာ49ရက်စံတော်မူပြီးတဲ့အခါမြတ်စွာဘုရားစိတ်တော်ထဲမှာအကြံဖြစ်တယ်ငါတရားဟောလို့မဖြစ်သေးပါဘူးပါတယ်တရားဟောလို့မဖြစ်သေးတရားမဟောတော့ဘူးလို့ပြောတာမဟုတ်ဘူးတရားဟောလို့မဖြစ်သေးပါဘူးမဖြစ်သေးပါဘူးဆိုတာအဲ့ဒီချိန်မှာကျွတ်မဲ့လူမရှိသေးဘူးသဘောပါလားပြေစဝက်ကြီးသွားဟောလဲပြေစဝက်ကြီးကအဲ့ချိန်ညံမရင်သေးဘူးအဲ့တော့လောကဓာတ်တစ်ခုလုံးကိုကြည့်လိုက်တော့ကျွတ်မဲ့လူမရှိသေးလို့ငါတရားဟောလို့မဖြစ်သေးပါဘူးလို့ကြံတာကိုတဟံပတိမြမစိတ်ပူပြီးတော့ဟိုက်တရားမဟောရင်ပြဿနာပဲဆိုဆင်းလာပြီးရှင်ပြတရားမဟောရင်တော့လူတွေအကုန်လုံးလောကကြီးတစ်ခုလုံးဆုံးရှုံးပျက်စီးပါလိမ့်မယ်ဗျာဟောတော်မူပါအေးဟောမှာအချိန်ကြရင်ဟောမှာဟုတ်ပြီနော်တရားဟောခြင်းလုံးလို့ကိုဖျားလှုပ်လာတာဟုတ်ပြီနော်ဒါမဲ့ကျွတ်မဲ့လူမရှိရင်ဒီနေ့လေဘသူ့ကိုကယ်ရမလဲကြည်တော့ရာဇကြိုပြီးအပေါက်ရမယ်တောင်းစားနေတဲ့စန္ဒာလိဆိုတဲ့တရောင်းစားမကြီးရှိတယ်ဒါလည်းစန္ဒာလိအမတန်မွဲအမတန်ဆင်းရဲတောင်းစားနေရတဲ့တနေ့စာတနေ့ကိုခက်ခဲရုန်းကန်နေရတဲ့တက္ကမကြီးဟောမြတ်စွာဘုရားရဲ့ဉာဏ်တော်ထဲမှာဒီတရောင်းစားမကြီးဟာဒီနေ့သိမှာဘယ်နေ့သိမှာဘုရားမြင်တယ်သိရင်ငရဲသွားသိရင်ပဲသွားမှာသိတယ်ဒီတော့ဒီတက္ကမကြီးကဲမှာပဲမြတ်စွာဘုရားဉာဏ်တော်ကွန်ရက်မှာပေါ်လာဟုတ်ပြီနော်မှန်ပါဗျာဒီတက္ကမကြီးစန္ဒာလိနာမည်ကဘာလဲစန္ဒာလိအလုံးမထတော့ဥစဉ်သိဉာဏ်မကောင်းဗါတဲ့စန္ဒာလိပါဗျာ तू ကဘာလို့စားကြောင်းစားချမ်းသာသလားဆင်းရဲဘယ်ချိန်သိမှာဒီနေ့သိမှာမြတ်စွာဘုရားဆွမ်းခံထွက်ခံဒီကြည့်လိုက်တယ်ဒီတက္ကမကြီးကိုမြင်တယ်ခင်ဗျားတို့ကဘယ်နေ့သိဟမ်ဟိုကတော့ဒီနေ့သိမှာသိလို့လာကယ်မဲ့လူကကယ်တော့မှာဟုတ်ပြီနော်ခုခင်ဗျားတို့ကြတော့သိပါဦးဗျာဘယ်လိုစီစဉ်ကြမသိတော့စိတ်ချလက်ချနေလို့
သိမှမသိသေးပဲအေးစစ်စစ်ပေါ့ဣဇေဝကိစ္စမာတဗံကောဇိညာမရဏံသူဝေနေသေးမလားဘယ်သူပြောနိုင်လဲပြောနိုင်ပါဘူးဗျာဒါဖြင့်သိမဲ့ချိန်တိစောင့်နေရမှာလားမသိချိန်ကပြင်ထားအခုခင်ဗျားတို့စိတ်ချလက်ချသိနိုင်ပြီလားဘယ်လိုလုပ်ကြဟုတ်ပြီနော်ဟုတ်ပါဗျာဖះရှိတုံးကမြင်နေအခုတော့ခင်ဗျားတို့မြင်တဲ့လူမရှိဘူးဟမ်ဒါကြောင့်ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးစကားမှတ်ထားရအောင်အသေးမဥခင်ဘယ်ချိန်လုပ်ကြဘယ်ချိန်ခုသိတဲ့ချိန်ကနေအချိန်တိုင်းလို့ချိန်တိုင်းပါဗျာကိုယ်သတိလွတ်နေတဲ့အချိန်သိသွားရင်ပြဿနာမှန်ပါဗျာရှင်းသလားအချိန်မရွေးသိနိုင်မသိနိုင်သိနိုင်တဲ့အတွက်အချိန်မရွေးသတိရှိဖို့လိုအပ်မလိုအပ်အပမဒေနဘိက္ခုေတံပါဒိဋ္ဌအပမဒေနမဘိမလျောမဘောဆာသောတံပစင်ညသတိတရားဖြင့်တံပါဒိဋ္ဌကိုစီကိုကပြည့်စုံကောင်းထိမ့်သိမ့်ကြကုန်လောမြတ်စွာဘုရားမပြောဘူးလားပြောပါဗျာခင်ဗျားတို့ခဏခဏမကြားဘူးလားမမေ့နဲ့တဲ့ဘာမမေ့လဲဆိုကုသိုလ်ပြုဖို့မမေ့နဲ့ဘာလဲလဲရှင်းသလားကြည့်သန္တာလိသူ့ကိုယ်သူတော့မသိဘူးတောင်းစားနေတာသူကလည်းမနဲ့ခင်းမှာအာဟာရလိုပြီပေါ့ဗိုက်စာပြီဆိုတော့စောစောစီးစီးထွက်တောင်းတယ်မြတ်စွာဘုရားဆွမ်းခံကြွတယ်နောက်ကတန်ဃာတွေတရန်းကြီးနဲ့ဆွမ်းခံကြွတယ်ဆွမ်းခံကြွလာပြီးတော့တိုးတိုးချင်းချင်းပြောရရင်စန္ဒာလိတရောင်းစားမကြီးကခွက်ကလေးကိုင်းပြီးတော့ခေါင်းငုံပြီးတောင်းနေတာသူကဘာမသိဘူးသူကဘိုက်ကဆာလာပြီအော်တောင်ကောင်းကောင်းမအွန်လိုင်းတော့တနာကြပါဟုတ်လားအဲ့တော့အော်နေတဲ့တရောင်းစားမကြီးရဲ့ရှေ့မြတ်စွာဘုရားခြေစုံရပ်အပူဇော်ခံမလုပ်တယ်ပူဇော်ခံပါဗျာတရောင်းစားလက်ထဲမှာဘာမှမရှိသေးဘူးခွက်ပဲရှိတယ်ဟုတ်ပြီနော်လှူစရာရှိလားရှိပါဗျာရှေ့မှာဘုရားကရပ်နေတယ် तू မသိဘူးလူရိပ်မြင်တော့လိမ့်တောင်းနေတာပဲဟုတ်ဘူးလားဟိုတုန်းကကြိုက်ထီးကိုသွားတယ်ကြိုက်ထီးကိုတောင်ပေါ်တက်တယ်လို့ပဲအလူကန်နေအခုလည်းတူတူပါပဲဒီလမ်းမှာအလူကန်နေတော်တော်ပြတွေ့ပါတယ်ဘာအတွက်လူခံနေကြတယ်တော့မသိဘူးပေါ့ကားမြင်နေဆိုရင်ဘာညာရမသိဘူးဘောပါလားအဲ့ဒီလိုပဲအခုတရောင်းသားမလည်းဘာလုပ်နေလို့ဆိုခေါင်းကြီးကုန်းပြီးတော့တောင်းနေတာသူ့ရှေ့ရောက်နေတာဘယ်သူတော့ဘုရားသိသလားဘုရားဖြစ်မြင်လို့ဘုရားမှမသိတဲ့ဘဝတရားမြင်လို့တရားမှမသိတဲ့ဘဝတန်ခါမြင်လို့တန်ခါမှမသိတဲ့ဘဝလောက်ယုံညံ့တာမထာနော်အခုဘုရားရှိမရှိမင်းတို့ဘုရားတွေ့အောင်ရှာကြတရားရှိမရှိတရားသိအောင်လုပ်ကြဘုရားမကွယ်ခင်တရားမကွယ်ခင်တန်ခါမကွယ်ခင်ဘုရားမြင်အောင်တရားမြင်အောင်တန်ခါမြင်အောင်ကြိုးစားပါဒီစကားမှတ်ထားနော်မသေးခင်ဘာမြင်အောင်ဘုရားမြင်အောင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကတော့ယောဓမ္မံပတ္တိသောမံပတ္တိယောအကျင့်ပုဂ္ဂိုလ်သည်ဓမ္မံငါဘုရားဟောကြားအပ်တဲ့သစ္စာ၄ပါးမြတ်တရားကိုပတ္တိတွေ့သည်သိသည်မြင်သည်ဖြစ်ပါသောအဲ့ဒီတရားတော်ကိုသိသောတွေ့သောမြင်သောပုဂ္ဂိုလ်အားသာလျင်မံငါဘုရားကိုပတ္တိတွေ့နိုင်သိနိုင်မြင်နိုင်နေတဲ့တရားသိမှတရားမြင်မှအဲ့တော့ဘုရားတရားတန်ခါယရဏ၃ပါးတွေ့ဖို့ဆိုရင်တရားသိရမသိရမယ်ကြည်သန္တာလိတောင်းနေတာ तू မသိဘူးတနာပါတော်တော်ငတ်မွတ်နေပြီဆာလောင်နေပြီအဲ့သူ့ကိုကျွေးမဲ့မွေးမဲ့ဘူးလူပဲထင်ပြီးတောင်းနေတာဒါပေမဲ့ရှေ့မှာရက်နေတာဘယ်သူတော့ဘုရားအဲ့တော့ရှင်မဟာမောက္ကလန်ကနောက်ကပါလာတယ်ကြည်တယ်အော်ဒီတက္ကမကြီးတော့ခက်ပြီ
မြတ်စွာဘုရားကလည်းဒီဒကမာကြီးကိုကဲခြင်းပြီးသိတော့စန္ဒာလီရှင်မောက္ကလံဘေးထွက်လိုက်တယ်ဆွမ်းကဏ္ဍကနေဘေးထွက်လိုက်ပြီးတော့စန္ဒာလီတတိဓာဟေမင်းရှိမှဘုရားရောက်နေပါတယ်လောကအကျိုးကိုဆောင်တော်မူတဲ့ဘုရားရောက်နေတယ်စန္ဒာလီမင်းဘုရားရဲ့ခြေတော်စုံကိုဥခိုက်လိုက်ကြော့လိုက်ကဲဘေးကသတိပေးရတယ်သူရှိဘုရားရောက်နေမှန်းကိုမသိဘူးအဲ့တော့မှမောကြီးတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရောင်ကြီးတော်6သွဲတဲ့အလွန်တင့်တယ်တဲ့ယူပကာယနဲ့အဖူးမြော်ခံနေတယ်ဒီတော့မောကြီးပြီးတော့စန္ဒာလီခွက်ကလေးပြချပြီးလောက်ကလေးချီတုံချီနဲ့သူပဲထင်ထားမလဲသူလိုဆင်းရဲနံပါတ်စုပ်ပြတ်နေတဲ့ဘဝပိုင်ရှင်ရှေ့မှာအတုမရှိကိုတော်ကြီးလာရက်လိုက်မယ်လို့ထင်မှုအဲ့မြတ်စွာဘုရားပွင့်ထွန်းပေါ်ပေါက်လာတယ်ဆိုတာလူချမ်းသာတွေတွေ့လားလူဆင်းရဲတွေတွေ့လားခုချိန်ဒီကိုခင်ဗျားတို့ကဆင့်တန်းခွဲကျင်နေသေးတာခင်ဗျားတို့တော့နော်ခင်ဗျားတို့တော့ကျွန်မပြောချင်ဘူးပြုတ်ကြောရင်ကျုပ်ပြောကြီးဖြစ်တော့မှဟောပါလားခုချိန်ဒီခင်ဗျားတို့ကဆင့်တန်းခွဲကျင်နေသေးတာနော်မြတ်စွာဘုရားပွင့်လာတယ်ဆိုတာရှင်ဘုရင်တွေတွေ့လားကျွန်တွေတွေ့လားဘယင်အတွက်လည်းပါတယ်မူကြီးမရအတွက်ကောတိုင်းသူပြည်သားအတွက်ကောသခင်အတွက်ကောကျွန်းအတွက်ကောချမ်းသာတဲ့တထေးတွေအတွက်ကောမွဲနေတဲ့သံတော်သားတွေအတွက်ကောလူဆိုးသခိုးတောင်မကြအောင်ကဲတာရှင်းသလားတောက်လာလိုက်သေးတယ်ကောင်းသူကဲတင်မြည်မကောင်းသူကိုဖယ်ရှားမဲတဲ့ဆိုတော့မင်းတို့အကုန်ပဲခံထားတာကောင်းတဲ့လူမှတရားမှမရှိဘူးသဘောပါလားအေးမြတ်စွာဘုရားလူကောင်းတွေတွေ့လားလူဆိုးတွေတွေ့လားနောက်ကိုအစင်တန်းမခွဲနဲ့တို့ဘုရားအစင်တန်းမခွဲဘူးဟုတ်ပြီနော်မြတ်စွာဘုရားပွင့်လာတာကမြန်မာလူမျိုးတွေ့လားဟုတ်ပါဘူးဗျာကချင်တွေတွေ့လားဟုတ်ပါဘူးဗျာရှမ်းတွေတွေ့တယ်ဟုတ်ပါဘူးဗျာမွန်နေဟုတ်ပါဘူးဗျာဟိုရခိုင်ဟုတ်ပါဘူးသူတို့တွေ့အာကလားတွေ့တော့မပါတော့ပါလားတရုတ်တော့ကောအေးလူမျိုးနဲ့မဆိုင်ဘူးဟုတ်ပြီနော်တတ္တဝါအားလုံးတွေတပ္ပပါဠိနံအလုံးစုံသောတတ္တဝါတို့ဤဟိတာယအကျိုးငါရှင်းမလားရှင်းပါဗျာအဲ့တော့တရားသားမကြီးကတော့ तू ကနှိမ့်ကြသူဖြစ်တဲ့အတွက်နှိမ့်ကြတဲ့အမြင်ပဲမြင်တယ်မှန်တာနော်လူတန်းသားခွဲခြားမြင်နေတယ်ဆိုတာမြင့်မြတ်သူရဲ့အမြင်လားယုံညံ့သူရဲ့အမြင်လားသဘောထားပြေဝသူဉာဏ်ပညာကြီးကျယ်သူဟာလူကိုလူလို့ပဲမြင်တယ်ရှင်းမလားရှင်းပါဗျာကျိုးတို့နိုင်ငံတကာသွားတဲ့အခါမင်းတို့ဗမာပြည်အားတဲ့အမြင်သိကျင်တယ်ဟုတ်တယ်လို့မျက်စိတွေကပိတ်ထားတာလို့သဘောပါသလားကချင်ပြည်နယ်လာတော့လေကျဲကအံ့ဩတာတစ်ခုရှိတယ်မြန်မာပြည်ကဟိုမြန်မာနိုင်ငံအရရသွားတော့ဒီလိုပါပဲဥစဉ်တို့အခုတယ်လီဖုန်းတွေကိုခါမှအခုခါတယ်မလောက်တော့ဘူးအင်္ဂလိပ်မာလာဆလွယ်တိုင်းတယ်လို့နော်ဗမာလူမျိုးတွေအပေါ်မှာဘလောက်ဗမာလူမျိုးတွေရဲ့ကံဘလောက်ဆိုးလဲဆိုတာဒီလိုပဲပြောတော့မယ်အဲ့ဒါဥပဒေလွတ်တယ်နော်ခုဒီဘက်ရောက်တော့တက်လာတယ် GSM line မိတဲ့နေရာမှာ CDMA လုံးဝ line မရှိဘူး CDMA မိတဲ့နေရာမှာ GSM line လုံးဝမရှိဘူးဟာပိုင်လိုက်တာကွာဖုန်းအားလုံးဝယ်ထားမှအဆင်ပြေမှာခုရန်ကုန်ကအလန်းအကြောင်းကြတဲ့ရှင်ဖျား33ကစတဲ့နံပါတ်ဆိုရင်ပိုကောင်းတယ်တဲ့ဆိုတော့မင်းတို့အဲ့ဒါမင်းတို့တိုင်းပြည်ယူနေတာလို့ငါသိထားတဲ့ပညာရဆိုတယ်လီဖုန်းကဘယ်မျိုးစားဝယ်တပြည်လုံးရရမယ်ဟုတ်ပြီနော်အဲ့ဒါဘယ်နံပါတ်ကမှလိုင်းကောင်းတယ်ဆိုတာငါတုံးတိုင်းပြည်မို့လို့မပြောရဲပါဘူးကံဆိုးချက်ကမပြောချင်တကယ်တော့တစ်မျိုးဆိုရင်အကုန်လုံးရရမှာမဟုတ်ဘူးဟိုနားရောက်တော့တစ်မျိုးဒီနားရောက်တော့တစ်မျိုးဘလောက်အနိုင်ကျင့်ခံထားရလဲခင်ဗျားတို့ကကံဆိုးတာပါအဲ့ဒီထိတ်ဆုံးကကျုပ်ပဲ
ဘာလို့ဆိုခမရတို့ကကိုမျိုးတဲ့တင်ကိုထိုင်နေတာကျုပ်ကတပြီလုံးသွားနေတာအဲ့တော့တပြီလုံးမိတဲ့ဖုံးတွေအကုန်လုံးကိုကားမှာတန်းစီချိတ်လာဘာလို့ဆိုနောက်ကတကာဓမ္မတွေကစိတ်ပူတယ်ဘုန်းကြီးဘယ်ရောက်နေပြီလဲဘာဖြစ်နေပြီလဲသူတို့ကလည်းအမြဲတမ်းတစ်ထိတ်ထိတ်တလန်းလာဒီဘုန်းကြီးကိုကိုးကွယ်ရတာလွယ်တာမဟုတ်ဘူးဘာလို့ရံပြူတဲ့လူကအဖက်ဖက်ကဟုတ်ဗျကျုံမရံသူကသိပ်ပေါ်တာဟိုဘက်ကလည်းမကြည့်ဘူးဒီဘက်ကလည်းမကြည့်ဘူးနော်ဘယ်ဘက်မှလည်းကျုပ်ကမပါဘူးသဘောပါလားအဲ့ဒါအကြောင်းမကောင်းတော့အဲ့ဒါယုံနှိမ့်တာနဲ့မြင့်မြတ်တာအဲ့ဒါမြတ်သောပုဂ္ဂိုလ်တွေကြတော့နေတဲ့တိုင်းပြည်ကြတော့ဒီတစ်ခုလှုပ်လိုက်ရင်အားလုံးအဆင်ပြေအောင်ဆိုတဲ့စိတ်တွေနဲ့လှုပ်ကြတာဟုတ်ပလားယုံညံ့တဲ့လူတွေနေတဲ့တိုင်းပြည်ကြတော့မဟုတ်ဘူးဒါငါဒါသူဟာဟုတ်ပလားသူပဲအဆင်ပြေအောင်ငါပဲအဆင်ပြေအောင်ငါအဆင်ပြေတာ तू မပြေရဘူးတော့ဘာလားအဲ့ဒါယုံညံ့နေတာအောက်တန်းကျနေတာအဲ့တော့စန္ဒာလိကသရောင်းစားအမြင်ပဲမြင်တယ်ဟုတ်ပြီနော်အတုမရှိမြတ်စွာဘုရားရဲ့ဂုဏ်တော်ကို तू သိလားမသိတော့အနိုင်မဲ့ပုဂ္ဂိုလ်ကြီးကငါရှိလာရနေတယ်ဆိုတုံတုံချီချီနဲ့အံ့ဩနေတာ Amazing ပေါ့ very အလွန်လွန်အံ့ဩနေတယ်ဟုတ်ပြီနော်အဲ့ဒါရှင်မမောက္ကလံကသတိပေးရတယ်စန္ဒာလိတွေးဝေမနေတဲ့အဲ့ဒါအတုမရှိမြတ်စွာဘုရားသင်ကိုတနာလို့သင်ရှိရောက်နေတာခြေတော်ဆုံးဥခိုက်ကြော့လိုက်ဘေးကပြောရတယ်အဲ့တော့မှအံ့ဩနဲ့တခါတည်းမြတ်စွာဘုရားကိုကြည်ညိုတဲ့စိတ်နဲ့ခြေတော်ဆုံးပေါ်မှာနဖူးတင်ပြီးကြကြနနကြော့တယ်စန္ဒာလိတောင်းသားနော်ဥသုံးချိန်ချပြီးလက်ဥကလေးချီမျက်စိလေးမှိတ်ပြီးမြတ်စွာဘုရားအာယုံယူမြတ်စွာဘုရားရှေ့ကကြွသွားမြတ်စွာဘုရားကြွသွားတော့ तू မသိလိုက်ဘူးသူအာယုံယူပြီးတော့မြတ်စွာဘုရားကိုကြော့လိုက်ရတော့ငါလိုငါမွဲသရောင်းစားအသုံးမကျတဲ့အောက်တန်းစားမကြီးရှိကိုအတုမရှိကိုတော်ကြီးကြွလာတယ်ဝမ်းသာလိုက်တာမြတ်စွာဘုရားရဲ့အသရေတော်ကိုအမတန်ရောင်ကြီးတော်6သွယ်နဲ့ကျက်တရေမင်္ဂလာပေါင်းနဲ့ပြည့်စုံနေတဲ့အတုမရှိကိုအရှင်မြတ်ကြီးရဲ့ယူပကာယကိုအာယုံနဲ့မှယူပြီးကြော့နေတော့ဟောနွားတကောင်ကလာပြီးပွေ့တတ်သွားချိန်ပိုင်းလေးပဲအချိန်ပိုင်းလေးပဲချိန်ပိုင်းလေးပါဗျာငါသည်ပြန်ဆိုသမ်းသုံးချိန်အသေးမဥခင်ဉာဏ်ဥအောင်အာထုတ်ပါတော့မြည်ပြောအသေးမဥခင်ဉာဏ်ဥအောင်အာထုတ်ပါတော့မြည်ပြောငါသည်မုတ်ချသေးရမည်အချိန်ပိုင်းသာလိုတော့သည်အသေးမဥခင်ဉာဏ်ဥအောင်အာထုတ်ပါတော့မြည်ဟုတ်ပလားအဲ့ဒါအော်ဖို့လားလှုပ်ဖို့လားလှုပ်ဖို့အော်ခိုင်းတာမဟုတ်ဘူးရှင်းတယ်နော်ကြည်စန္ဒာလိလက်မတင်လေမြတ်စွာဘုရားရှေ့ကဖူးမြော်ခံသွားတယ်ဖူးလို့ကြော့ပြီးတော့ဘုရားအာယုံပြုတ်နေတော့တန်ဃာတန်းကြီးလဲကြွသွားရောနွားတကောင်ကနွားမတကောင်ကအရှိန်နဲ့ပြေးလာပြီးသူ့ဝိတ်ချိုက်ဥပ္ပစေကကသူများအသက်ကိုတတ်ခဲ့ဘူးတဲ့လူဟာဖြစ်လေရာဘဝမှာအဲ့ဒါလို့သူများတတ်ချင်းကြောင်းသိရတော့ပါလားပါပါဗျာကြည်သူ့ကိုယ်သူသိမှန်သိလားမသိပါဘူးဗျာကဲမြတ်စွာဘုရားလည်းအဲ့နွားမဝိတ်အောင်တကူးနဲ့တားရမလားမရဘူးဒါကြောင့်မို့ तू ရနိုင်တဲ့အလုပ်ကလေးပဲသွားလုပ်တာဟုတ်ပါတယ်ဗျာမှတ်ထားနော်အားလုံးကံနေနေတာကြီးကိုဘယ်သူကလာကယ်လို့ရကယ်နိုင်တာပါပဲရှိတယ်တရားပဲရှိတယ်မှတ်ထားခင်ဗျားတို့ကျုပ်တို့ကိုကယ်နိုင်တာဘယ်တကိုးရှင်မှမမျောနဲ့
သဘောပါသလားခင်ဗျားတို့လူတိုင်းယင်တဲ့မှာငြိမ်းအေးချောင်းဓမ္မတွေကိန်းနေမှငြိမ်းချမ်းသောဘဝကိုရမယ်ငြိမ်းအေးတဲ့ဓမ္မကိန်းမှငြိမ်းချမ်းတဲ့ဘဝကိုရမယ်ဒါမို့လို့ဒကာကြီးကကချင်ပြည်နယ်ငြိမ်းချမ်းရေးတရားဗျာအေးငါတတ်နိုင်တဲ့လောက်တော့ဟောပေးမယ်သူတို့ကိုယ်တိုင်ဆောင်ထားမှငြိမ်းချမ်းမှာဟုတ်ပြီနော်မဆောင်မဲနဲ့တော့ငြိမ်းအောင်လုပ်လို့အုံဖွငြိမ်းစေတည်းလုပ်လို့အခုစာနာလိတရောင်းသားမကြီးဟာဘုရားစွာဘုရားကိုဖူးမြော်နေတဲ့ကုသိုလ်စိတ်ကလေးနဲ့ဟိုကနွားဝှေ့လိုက်တာတော့ तू မသိဘူး तू သေသွားပြီသေသွားတော့ဘယ်ဖြစ်တုံးဆိုတော့ဟိုးတာဝရိန္ဒာနတ်ပြည်မှာအချမ်းရံပေါင်းများစွာနဲ့အချမ်းရံတသိန်းနဲ့နတ်သမီးတော့ဖြစ်တယ်ချမ်းရံဘယ်လောက်ကိုရောင်ကိုဝါတောက်ပစွာနဲ့အဲ့ဒီတာဝရိန္ဒာနတ်ပြည်ထဲမှာရှိနေတဲ့နတ်သမီးတွေထဲမှာ तू ကအယောင်ဝါအတောက်ပါဆုံးဟုတ်ပြီနော်အယောင်ဝါတောက်ပါပြီးတော့သူ့ကိုဖြောပြမဲ့ဒုရိယာ 6000 ရှိတယ်ဒုရိယာဘယ်လောက်ရှိလဲကပြဖြောပြမဲ့နတ်သမီးကတသိန်းသူဘာကုသိုလ်တွေလုပ်သွားတယ်ဘုရားကိုဥသုံးချိန်ချသွားတဲ့ကုသိုလ်လေးတစ်ခုပဲရှိတယ်ရှင်းလားရှင်းပါဗျာသေဂာနီးမှာဘာအာယုံပြုသွားတယ်ဘုရားကိုအာယုံပြုသွားတဲ့စိတ်ကလေးကြောင့်အခုနတ်ဘုံမှာကြီးကျယ်ခမ်းနားတဲ့စီစိန်တွေရတော့ तू ကသူ့ကိုယ်သူသတိထားကြည့်တယ်ဟိုက်ငါဘယ်လိုလုပ်ဒီဘဝရောက်လာလဲဆိုတော့ပြန်ကြည့်လိုက်တယ်သူ့အလောင်းအောင်ဟိုအောက်မှာနွားခွေထားတာပြစ္ဆလကဟုတ်ပြီနော်အလောင်းတော်မသိရသေးဘူးသိရသေးပါဘူးဗျာအဲ့တော့ तू ပြုတ်ထားတဲ့ကုသိုလ် तू အောင်းမေးတော့ဟိုမှာလူပြည်မှာတော့ညချမ်းရောက်နေပြီရှင်မာမောက္ကလန်ကြီးတပါးတဲ့သတင်းသုံးတဲ့နေရာဆင်းချလာတယ် तू ဗိမာန်ကြီးပါတခါတည်းတည်ပြီးဆင်းလာတည်ပြီးဆိုတော့ခင်ဗျားတို့ကျွတ်လို့ဒီမှာကားခေါ်အောင်နော်ထွေလာခေါ်အောင်လှုပ်เสียမလိုဘူးစိတ်ကညွတ်လိုက်အကုန်ပါလာတော့ပါဗလားခုခင်ဗျားတို့ဘုံမဲ့ကံမဲ့သာပစ္စည်းတစ်ခုရွှေဘူးကကားငားရတာတော်တော်ငားယူရတယ်ထော်လာကြီးခေါ်အောင်သဘောပါသလားအဲ့တော့ဗိမာန်ကြီးတဲ့သူရောက်လာပြီးကောင်းကင်တစ်ခုလုံးလင်းချိန်ပြီးနေတော့ဗိမာန်ထဲကနေဆင်းအရှင်မောက္ကလန်ရှိမှကြာကြာနာကြော့တယ်ကျေးဇူးရှင်အရှင်မြတ်ကြီးတဲ့ကြော့ဆိုတော့ဟဲ့တင်ဘသူတို့ကိုရောင်ကိုပါတွေတောက်ပနောက်ကခြံရတွေလည်းများလာ ਈ လားမြတ်ရှင်မောက္ကလန်တော့နတ်သမီးတွေနဲ့တွေ့နေကြပြောနေကြဆိုတော့သူကအယောင်ဝါတွေလည်းတောက်လိုက်တာစီးစိမ်တွေကလည်းကြီးကျယ်လိုက်တာရွှေဗိမာန်ကြီးနဲ့နတ်သမီးဘယ်ကလာလဲနေဘသူလဲတပည့်တော်စန္ဒာလိပါဗျာဘသူတဲ့မနေ့ကအရှင်ဘုရားအတုမရှိမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုခြေတော်ဆုံးဥခိုက်ကတော့ဖို့မိန့်ကြားခဲ့တဲ့အရှင်ဘုရားရဲ့မေတ္တာအရှင်ဘုရားရဲ့ကရုဏာနဲ့တပည့်တော်အားကတော့ခိုင်းခဲ့တဲ့စန္ဒာလိတလောင်းစားမပါဘုရားဟုတ်ပလားဟဲ့ဟုတ်ပါဗျာဒါမှတလောင်းစားမအခုပဲရောက်နေအခုလည်းနတ်ပြည်မှာပဲရှင်းတယ်နော်ဘာလို့ဆိုဘုရားလက်ထက်ကဆိုနှစ်ပေါင်း2500သူနတ်ပြည်မှာနေတာတလားတောင်မပြည့်သေးဘူးတာဝရိန္ဒာနတ်ပြည်ကလူပြည်မှာနှစ်100မှသူ့စီကတရက်ဟုတ်ပလားဟဲ့စန္ဒာလိဟိုမှာပြောကောင်းနေတော့ဒါမို့တို့စီသတိမရဘူးသူကရှင်းမလားအဲ့တော့ကောင်းမှုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုဖူးမြော်တဲ့ကြော့တဲ့ကုသိုလ်လေးနဲ့တင်အပယ်ငရဲကြမဲ့ဘေးရလဲလွတ်သွားတယ်လွတ်သွားတယ်ဆိုတာသူငရဲရောက်စေတတ်တဲ့အကြောင်းကံတွေရှိနေတယ်ဒါပေမဲ့အကြောင်းကံရှိသလိုအတိတ်ကပြုခဲ့တဲ့ကံတွေထဲမှာဒီဘဝမြတ်စွာဘုရားကိုဖူးတွေ့နိုင်တဲ့ကုသိုလ်ကံမျိုးကပါမပါပါခဲ့လို့မြတ်စွာဘုရားသူ့ရှိရောက်လာတာရှင်းသလားအဲ့တော့မှစန္ဒာလိဆက်လျှောက်တာကိုကြည့်လုံလဝရိယကြီးမြတ်တော်မူသောကရုဏာတရားကြီးမားတော်မူသောရှင်မမောက္ကလန်အရှင်မြတ်ကြီးဖရာတဲ့တပည့်တော်သည်တဲ့အရှင်ဘုရားတို့ရဲ့ကရုဏာနဲ့ကယ်တင်ချက်ကြောင့်တပည့်တော်ရဲ့ဘဝလွတ်မြောက်ခဲ့ပါပြီတဲ့တပည့်တော်မှာအတိတ်ကပြုအပ်သောကောင်းမှုကံတို့အပြည့်အစုံရှိပါ၏ဖရာပါတယ်အတိတ်ကပြုအပ်တဲ့ကောင်းမှုကံအပြည့်အစုံရှိပါ၏ဖရာတဲ့အသိဉာဏ်ပညာပြည့်စုံစွာရှိပါ၏ဖရာအတိတ်ကသူကကုသိုလ်ကောင်းခဲ့တဲ့ပုဂ္ဂိုလ်
ဒါပေမဲ့ဘဝတစ်ခုမှမြင့်မြတ်တဲ့ဘဝရောက်လာတော့အောက်ကိုအောက်ကလက်အောက်ငယ်သားကျွန်အခိုင်းစီတွေကိုမောက်မောက်မာမာနှိမ့်နှိမ့်ချကြပြစ်ပြစ်ခတ်ခတ်ရှုံချဆက်ဆံခဲ့တဲ့တတ္တိကြောင့်ဒီဘဝဘာဖြစ်လဲတရားဥစားမှဖြစ်ယုံညံ့တဲ့ဘဝကိုရောက်သွားတယ်ဟုတ်ပြီနော်ဒါမို့လို့မြင့်မြတ်တဲ့ဘဝရောက်ပြီးယုံညံ့တဲ့ဘဝကိုသွားမဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားရှိတယ်ဆိုတာကိုယ်ဘဝကကိုပညာတတ်တာနဲ့မတတ်တဲ့ပုဂ္ဂိုလ်တွေကိုနှိမ့်ချတယ်ကိုယာရုရှိတာနဲ့ယာရုနှိမ့်တဲ့ပုဂ္ဂိုလ်တွေကိုစော်ကားတယ်ဒီလိုလူတွေမရှိဘူးလားကိုဥစ္စာဒနာကျွယ်ဝတာနဲ့ဥစ္စာဒနာမရှိတဲ့ပုဂ္ဂိုလ်တွေကိုပုတ်ခတ်ပြောဆိုတယ်ငါပြင်းလေကိုအလုံးမမလုပ်ဖဲမွဲမှာပေါ့ဥစ္စာဆိုတာကံဆောင်သဘောပါလားအဲ့ဒါကိုပြစ္ဆလက်ခမရှုံချလိုက်ပါနဲ့သူ့အကြောင်းတရားနဲ့သူပါအကြောင်းကောင်းမှအကြောင်းမှန်မှအဲ့လိုရှုံချခဲ့မှုတဲ့တတ္တိကြောင့်တရားသားမှဖြစ်ခဲ့ရတယ်ဒါပေမဲ့သူ့မှာအတိတ်ကပြုခဲ့တဲ့ကံရှိမရှိအဲ့ဒီကံရှိလို့ဘုရားကယ်လို့ရတယ်မှတ်ထားသဘောပါလားကိုယ်တိုင်ပြုထားတဲ့ကုသိုလ်ကံအကြောင်းတရားမရှိရင်မြတ်စွာဘုရားကလာကယ်လို့ရမလားကယ်ဖို့ရတော့သူ့ညံနဲ့ပေါ်မလားပေါ်ပါဗျာဓမ္မတာဘုရားကယ်တယ်ကယ်ဆိုတာအလကားအကြောင်းမဲ့လာကယ်တာမဟုတ်ဘူးသူ့မှာအတိတ်ကပြုထားတဲ့ကုသိုလ်ကောင်းမှုအဟောင်းရှိမရှိရှိပါဘူးဟောဒီမှာကြည့်ဟောဒီအတိတ်ကံတွေသူတော်ကောင်းတို့ပြုထားတဲ့ကံတွေဆိုတာချက်ချင်းအကျိုးပေးတာရှိတယ်နောက်ဘဝမှာအကျိုးပေးတာရှိတယ်တန်တရားတစ်လျှောက်လုံးလိုက်အကျိုးပေးတာရှိတယ်အကျိုးပေးပုံ၄မျိုးရှိတယ်ကံတစ်ခုပြုရင်ဟုတ်ပြီနော်အခုကံတစ်ခုပြုလိုက်လို့ဒိဋ္ဌဓမ္မဝေဒနိယကံဆိုအခုလို့အခုကျိုးပေးတဲ့ကံမျိုးလဲရှိတယ်လေသရင်ငါပုံနာတို့ကြားဘူးလားရှင်မာကသဘာကြီးရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကိုတခါတည်းပါလဲဓံဘူးကတ်တယ်ရေချမ်းကတ်တယ်ဆွန်းကတ်လိုက်တယ်မနဲ့ကတ်တဲ့နေ့လေထုံခဲတွေဘာဖြစ်ကုန်ရွှေခဲဖြစ်ကုန်မာလိကမိဖုရားမြတ်စွာဘုရားကိုမနဲ့ကမှပန်းကုန်းလေးလူလိုက်တယ်ဟောမနဲ့ပန်းနဲ့ဆွမ်းလူလိုက်တယ်ညနေမိဖုရားဖြစ်တယ်သဘောပါလားအဲ့တော့ဒိဋ္ဌဓမ္မအကျိုးပေးတဲ့ကံလည်းရှိမရှိဒိဋ္ဌဓမ္မအကျိုးပေးတဲ့ကံရှိသလိုဒုတိယဘဝမှာအကျိုးပေးမဲ့ကံလည်းရှိတယ်အခုဘုရားကိုကြော့လိုက်တာဒုတိယဘဝမှာနတ်သမီးသွားမဖြစ်ဘူးလားဖြစ်ပါဗျာအဲ့ဒါဒုတိယဘဝမှာအကျိုးပေးတာအခုလည်းမကျိုးပေးနိုင်နောင်လည်းအကျိုးဒုတိယဘဝလည်းအကျိုးမပေးနိုင်ရင်တတိယဘဝကနေနိဗ္ဗာန်မရောက်မချင်းအကျိုးပေးမဲ့ကံတွေလည်းရှိတယ်အခုခင်ဗျားတို့မှာအဲ့ဒီလိုကံမျိုးတွေဒုနဲ့ဒေးရှိတယ်အဲ့တော့ကောင်းတာလှုပ်ထားတဲ့ကံတွေလည်းပါမပါအားလုံးသိချင်တဲ့တောင်ကောင်းတာလှုပ်ထားတဲ့ကံတွေရောအတိတ်ကလှုပ်ထားတဲ့ကုသိုလ်ကံတွေရှိမရှိရှိပါဗျာအကုသိုလ်ကံတွေရောရှိပါဗျာရှိတယ်နော်ဒါပေမဲ့အဲ့ဒီကုသိုလ်အကုသိုလ်အကျိုးပေးဖို့ဆိုတာကလက်ရှိပြစ္ဆုတ်ပံမှာသူတော်ကောင်းတို့လုံနေတဲ့ကံတွေပေါ်မှာမူတည်တယ်ဟုတ်ပလားကြည့်ဒီမှာကံမာဘဝနှစ်ပိုင်းပေးထားတယ်ဟုတ်ပြီနော်နှစ်ပိုင်းလဲပိုင်းထားတယ်လွတ်လဲလွတ်ထားတယ်ဖွင့်ထားတယ်ဟထားတယ်လို့ပြောလွတ်ထားတယ်လို့ပြောဒီမှာကြည့်ကမ္မဆိုတာစေတနာဒီစေတနာပြင်လို့ရမရဘဝယတ္တိမှုအဲ့ဒီယတ္တိမှုကိုပြင်လို့ရမရနှစ်ခုလုံးပြင်လို့ရတယ်စေတနာပြဋ္ဌာန်းတဲ့ဘဝပြန်ပြောစေတနာအစဉ်တန်းမြင့်ရင်စေတနာယုံညံ့ရင်ဒါမှမဟုတ်အတိတ်ကံကဆိုးခဲ့လို့ယုံညံ့တဲ့ဘဝမှာရောက်နေပေမဲ့စေတနာမြင့်တဲ့ပုဂ္ဂိုလ်ဆိုရင်ဘဝတချို့ကပစ္စည်းဥစ္စာဒနာမရှိဘူးအိမ်မှာလည်းမပြည့်စုံဘူးဒါပေမဲ့ပရိဟိတစိတ်ရှိတယ်သူများตาရေးနာရေးတခါတော့စွန်းစွန်းတမန်ထက်မြက်ကူညီနေတယ်ဆိုတော့သူလူတကာကသူ့ကိုချစ်တယ်ခင်တယ်လေးစားတယ်ဟောစေတနာအစဉ်တန်းမြင့်တော့ဘဝစေတချို့ကျတော့အတိတ်ကံကကောင်းတယ်ပစ္စည်းဥစ္စာပြည့်စုံတယ်ဘုံကံတဘာနဲ့လည်းပြည့်စုံတယ်ဘယ်သူကမှကူညီဖို့စောင့်ရှောက်ဖို့မစဉ်းစားဘူးအဲ့တော့အရက်ထဲမှာသူ့ဘယ်သူမှမတည့်ဘူးဟုတ်ပါလားစေတနာယုံညံ့ရင်ဘဝယုံပါပါဗျာရှင်းလားရှင်းပါဗျာဒါပြင်အခုခင်ဗျားတို့လက်ရှိဘဝကိုပြင်လို့ရမရမရပါဗျာသဘောပါသလားဘလောက်ပွဲပဲဘလောက်ဆင်းရဲစေတနာမညံ့ရင်ဘဝမညံ့ရှင်းပြီလားဒါပြင်ဘာပြန်စေတနာပြန်မှာကမ္မဆိုတာစေတနာ
ဘာကိုပြန်မှာစေတနာအထက်တန်းကြရင်ကျင့်တတ်သလားရိုးရိုးလေးပြောပြမယ်ဦးဇင်းကလည်းဥပမာပေးသူများမပေးပါဘူးသူတစ်ပါးတွေပုခ္ခတာရှုံချတာဒီအစဉ်ဓာတ်တွေဦးဇင်းတို့ဝါဒနာမပါဘူးဝေလည်းမဝေပါဘူးကိုเจ้าကိုပြောဦးဇင်းဘဝနဲ့ဦးဇင်းဆိုလို့ရှိရင်အတိတ်ဘဝအခုလူဘဝမှာနေကြတုန်းကဘာစင်တန်းမှမရှိဘူးမိဘကိုလှုပ်ကြွေးဖို့ရရွာကိုလှုပ်ကြွေးဖို့ကြိုးစားနေတယ်လှုပ်တယ်ဒါပေမဲ့ဘာတစ်ခုမှမအောင်မြင်ခဲ့ဘူးစီးပွားရေးလည်းမအောင်မြင်ဘူးငွေတာချာလို့အခုယဟန်ဘဝရောက်လာလူဘဝတုန်းကစကားကိုလေးလုံးကွဲအောင်မပြောဘူးကိုအလုပ်ပဲကိုကြိတ်ပြီးလုပ်နေတဲ့လူမျိုးစာဖတ်ဆရာရှိဖတ်တယ်မှတ်ဆရာရှိမှတ်တယ်ဘယ်သူနဲ့မှစကားမပြောကိုလို့အခုဓမ္မဂရိကကြီးဖြစ်နေတော့ဦးဇင်းအကြောင်းကိုသိတဲ့အဖိုးတွေအဖွားတွေကအံ့ဩတယ်တခါခိုးတယ်အဖွားတယောက်ခုသေးတော့ပါလာဦးနဲ့ငါမသိခင်ကြည့်ကျင်လို့ငါမြေးလေးကိုဖူးကျင်လို့လာပါဦးသွားတယ်မျက်နှာကိုသေသေးချာချာကြည့်လူဘဝတုန်းကစကားလေးလုံးကွဲအောင်မပြောတဲ့လူအခုနိုင်ငံကျော်ဓမ္မဂတိကပြည့်နေတာအံ့ဩလို့ဟုတ်ပြီနော်ခုဥစဉ်မှာစေတနာလေးတစ်ခုတည်းနဲ့အလုပ်လုပ်နေတယ်ငါသိသလောက်သူတို့သိပါစေငါမြင်သလောက်သူတို့မြင်ပါစေသူတို့တွေတရားသိသဖြင့်ငြိမ်းအေးကြပါစေလွတ်မြောက်ကြပါစေဆိုတဲ့စေတနာလေးတစ်ခုတည်းနဲ့အလုပ်လုပ်ဟုတ်ပြီနော်အဲ့ဒီစေတနာကြောင့်ခုဓမ္မဂရိကဆိုတဲ့ဂုဏ်တုလူအများယုံကြည်ခြင်းခံရတဲ့အကျိုးပေးမရဘူးလားရပါဗျာအဲ့ဒါဘယ်သူကအကျိုးပေးသွားလဲစေတနာပြဋ္ဌာန်းတဲ့ဘဝဟုတ်ပြီနော်အတိတ်ကံအရာဆိုရင်တော့တို့မှာဘာမှကြီးပွားတိုးတက်เสียအကြောင်းမရှိဘူးဒါပေမဲ့ဘယ်သူနဲ့အလုပ်လုပ်စေတနာအစင်တန်းမြင့်ရင်စေတနာယုံညံ့ရင်ဦးစင်းအကြောက်ဆုံးကယုံညံ့တဲ့စေတနာပိုင်ရှင်ဖြစ်ရမှာအကြောက်ဆုံးဒီနေ့အထိသိတတ်တဲ့အချိန်တရားဓမ္မကိုသိတဲ့အချိန်ကနေအခုချိန်ထိသူတစ်ပါးအကျိုးစီးပွားပျက်စီးရပျက်စီးကြောင်းကိုကြံလဲမကြံဘူးပြောလဲမပြောဘူးလှုပ်လဲမလှုပ်ဘူးရှင်းသလားမကြံမိအောင်မပြောမိအောင်မလှုပ်မိအောင်လဲနေတယ်ရှင်းပြီနော်သူတစ်ပါးအကျိုးရှိမဲ့အလုပ်မျိုးကိုပဲပြောရင်လည်းအကျိုးရှိအောင်ပြောတယ်လှုပ်ရင်လည်းအကျိုးရှိအောင်လုပ်ပဲသူတစ်ပါးအကျိုးဆောင်နိုင်ဖို့ပဲရှေ့ရှုထားတယ်အဲ့တော့သူများအကျိုးဆောင်ဖို့လုပ်နေတဲ့အတွက်ကိုယ်အကျိုးလိုသေးလားမလိုတော့ကိုယ်ခန္ဓာကိုယ်ကသူများအတွက်အသုံးချဖို့ထားလိုက်ပြီဒီတော့ကိုယ့်အတွက်လိုချင်တာဆိုတာလာစရာသဘောပေါက်လားဘာပြင်ရစေတနာအစင်တန်းမြင့်ရင်စေတနာအထက်တန်းကြရင်စေတနာယုံညံ့ရင်ကျင့်သလားအဲ့တော့ဘဝဘယ်ပေါ်မှာမူတည်တော့ဒါမို့လို့သဗ္ဗေတ္တကမ္မတကကံဆိုတာစေတနာပဲတတ္တဝါတွေကဒီစေတနာပေါ်မူတည်ပြီးယက်တည်နေရတယ်အဲ့တော့ခုခင်ဗျားတို့ဗုဒ္ဓဘာသာဗုဒ္ဓရဲ့သားတော်သမီးတော်များပြီးယုံညံ့သောစေတနာကိုလက်ကင်ထားမလားမြင့်မြတ်သောစေတနာပိုင်ရှင်ဖြစ်အောင်လုပ်ကျင့်သလားအဲ့တော့အတိတ်ကကောင်းခဲ့တဲ့သူ့မှာအကြောင်းကံတွေရှိခဲ့လို့စန္ဒာလိကလျှောက်တယ်အရှင်ဘုရားတဲ့ယခုအခါတပည့်တော်မှာကောင်းမှုကုသိုလ်တွေနဲ့လည်းပြည့်စုံနေခဲ့ပါပြီဟုတ်ပလားယခုဘုရားကိုဖူးလိုက်တဲ့လက်ငင်းကံကအကျိုးပေးလိုက်တော့အတိတ်ကကုသိုလ်ကံအကောင်းတွေလာပြီးတော့ပေါင်းစုံယရနာရှိရာယရနာစုအမိုက်ရှိရာအမိုက်ပဲလာမှာပေါ့ဟုတ်ပလားအဲ့တော့အခုခင်ဗျားတို့မကောင်းတဲ့စေတနာတွေစိတ်ထဲမှာမွေးသွားရင်အတိတ်ကကောင်းတဲ့ကံတွေလာမလားမကောင်းတဲ့ကံတွေလာပေါင်းမလားသဘောပါလားခုခင်ဗျားတို့စေတနာအစွဲတတ်အတိတ်ကသူတော်ကောင်းတို့ပြုခဲ့တာကုသိုလ်တွေလည်းရှိတယ်ဟောသိကြလားသိကြပါဗျာယုံသလားယုံပါဗျာကုသိုလ်လုပ်ခဲ့တယ်ဆိုတာဟောယုံသလားယုံပါဗျာကုသိုလ်ရှိလို့လူဘဝရောက်နေတာဟုတ်ပါတယ်ဗျာဟုတ်ပလားကုသိုလ်မှာတန်မညကုသိုလ်မဟုတ်ဘူးသာသနာဗလာသာသနာတွင်လားအခုမြတ်စွာဘုရားသာသနာရှိမရှိသာသနာတွင်မှာလူဖြစ်ရတဲ့ကုသိုလ်လောက်ကောင်းတာသဘောပါသလား
လမ်းမကောင်းနေပါသေးပြဿနာမရှိဘူးစေတနာကောင်းအောင်ကြိုးစားဟုတ်ပလားဖုံးလိုက်မကောင်းနေပါသေးသူတို့စေတနာတိုင်းသူတို့ကြိုးပေးလိမ့်မယ်ကိုယ်စေတနာကောင်းဖို့အရေးကြီးတယ်သဘောပါသလားဘယ်သူမှသွားပြီးတော့မစော်ကားနဲ့အကြောင်းတရားနဲ့ဘယ်သူမှအပြစ်တင်စရာအကြောင်းမရှိဘူးသဘောပါတယ်နော်အကြောင်းကောင်းမှအကြောင်းမှန်မှအကြောင်းစင်ကြယ်မှဒီတော့ဖြစ်သမျှအကြောင်းမကောင်းကောင်းအောင်လုပ်ပြန်ပြောဖြစ်သမျှအကြောင်းအကောင်းကြီးပဲဆိုထိုင်နေရမလားကောင်းအောင်လုပ်ယူရမလားအလိုလိုကောင်းလာမလားအလိုလိုကောင်းမဲ့ထဲမှာနေလို့မပါဘူးခုလောက်ဆိုသဘောပေါက်တော့ကိုယ့်ဘဝကိုသဘောပါသလားဒါဖြင့်ကောင်းအောင်ထိုင်ဆောင်နေမလားကောင်းအောင်လုပ်ကြမလားဘာပြင်မလို့စေတနာစင်တန်းမြင့်ရင်ကြည်ဒါတွေဒီခုပြနေတဲ့တရားတွေမမေ့နဲ့စေတနာစင်တန်းမြင့်ရင်စေတနာယုံညံ့ရင်ဒါပြင်လို့ရတာဒါလေးပဲရှိတယ်ဒီတဏှာဥပါဒာနေပြင်လို့မရဘူးဒါဖြတ်သိမ်းပြရမယ်ပယ်ပြရမယ်တရားတွေသွားမပြင်နဲ့သူ့ပြင်ဖို့မကြိုးစားနဲ့ဘယ်တော့မှမရဘူးအဝိဇ္ဇာပြင်လို့သင်္ခါရပြင်လို့မရဘူးသင်္ခါရအကျိုးပေးတဲ့ဘယ်နေရာပေးကိုပေးတာခုမြတ်စွာဘုရားနွားဝှေ့သွားမှမမြင်ဘူးလားကာလို့ရလားမရဘူးဘုရားတောင်တားမရရင်ဘေးရင်ဆရာသွားတာခိုင်းရမလားဒါဖြင့်ဘိုးတော်ဝိဇ္ဇာဇောကြီးတပတိသွားကဲခိုင်းလေရမလားဘုခင်ဗျားတို့နိုင်ငံလောက်ဝိဇ္ဇာပေါ်တာလည်းမရှိဘူးဒီနိုင်ငံလောက်ငွဲတာလည်းမရှိဘူးသဘောပါလားခင်ဗျားတို့ကဲတင်ရှင်ရတဲ့နည်းနည်းတော့မဟုတ်ဘူးဘယ်နိုင်ငံမှဒီလောက်မများဘူးနော်ဟိုရိုးရနတ်က30နဲ့9မင်းဒါမှဘယ်သူအဖေတော်မှမသိဘူးခင်ဗျားတို့သဘောပါလားဘာလို့ဟိုလူလည်းအဘဒီလူလည်းအဘခင်ဗျားတို့အဘတော်များတယ်အမေတွေသနာဖို့ကောင်းမင်းကဘယ်လောက်ရှိလဲ30နဲ့9မင်းအဲ့ဒါအားမရသေးဘူးဝိဇ္ဇာ8000မှခေါ်ထားသေးတယ်ဟုတ်ပလားမလောက်သေးဘူးတဲ့ယိုရီးယားကြေးစံဒီတို့အုပ်စုရှဲထိုးရင်ခင်ဗျားတို့ခေါ်ထားတာရှိသေးတယ်သဘောပါသလားအဲ့ကြေးစံဒီနှစ်ကောင်အပြင်ကိုနောက်ကဘယ်လာလဲဆိုမလောက်တော့အန်းကုန်းနဲ့ကွမ်ရင်ခင်ဗျားတို့ကဲမဲ့လူတွေတပုံကြီးပဲဒါပေမဲ့မွဲနေတာလည်းခြားနေတာပဲသဘောပါသလားဘယ်ကောင်မနိုင်ဘယ်ကောင်မသူတို့ကြောင့်လေးနေတာအကုန်သာကလော်ထုတ်လိုက်တော့ရှင်းမလားရှင်းပါဗျာအကြောင်းကောင်းမှဘသူပေါ်မှာမူတည်တော့ဟောဒီအဝိဇ္ဇာပြင်လို့မရဘူးဖယ်လိုက်သင်္ခါရအတိတ်ကံပြင်လို့မရဘူးသူလာခြင်းလို့လာတော့မတုံလို့စိတ်နဲ့မတုံလို့နေတယ်ဆိုတာဘယ်လိုလောကရန်မျိုးကြုံကိုယ်သီလသမာဓိပညာကိုအပြည့်မခံနဲ့ရှင်းမလားဘယ်လောက်ဆင်းရဲလို့ဘယ်လောက်မွဲနေနေစေတနာပြည့်မသွားစေနဲ့သဘောပါသလားဘယ်လောက်အနှိမ့်ဆက်ခံရကိုယ်စေတနာကိုဘယ်တော့မှအပြည့်စီမခံနဲ့ရှင်းမလားပြင်နိုင်တာဗာလေးတစ်ခုပဲရှိတယ်ဒါလေးမှတ်ထားသူများလာကယ်လို့လဲကိုယ်စေတနာသူများပြင်ပေးလို့လဲအခုဥဒုမင်္ဂလာကတကယ်ပြင်လို့ရရင်ခင်ဗျားတို့အခုဒီနေ့တရားလာနာတဲ့ပုဂ္ဂိုလ်အားလုံးတန်ရှင်းစင်ကြယ်မြင့်မြတ်သောစေတနာပိုင်ရှင်များဖြစ်ကြစေကုန်သတည်းဒီလိုလုပ်ပေးလိုက်ပါလေရမလားမရပါဘူးပြောင်းသွားလားသာဓုမပြောင်းကြပါနဲ့ပြောင်းနိုင်အောင်မလို့ကျုပ်ကလမ်းကြောင်းပေးမှလိုက်တာပဲနော်ပြင်စေသတိဆိုလို့ရမလားမရပါဘူးဘယ်သူကိုယ်တိုင်ပြင်ရမှာလဲဘာလေးပဲပြင်ရမှာစေတနာလေးတစ်လုံးနဲ့ပဲများသလားယုံညံ့တဲ့စေတနာကိုယ်စီမရှိပါစေနဲ့သူတစ်ပါးပျက်စီးစေခြင်းနဲ့စေတနာမပေါ်ပါစေနဲ့ဟုတ်ပလားဟိသူတစ်ပါးကိုနိုင်တဲ့စီးခြင်းလှုပ်ခြင်းနဲ့စေတနာမပေါ်ပါစေနဲ့ဟုတ်ပလားမြင့်မြတ်သောစေတနာမြင့်မြတ်ရင်ဘဝမြင့်မြတ်ကောင်းပြီဒီတော့လောကမှာပုဂ္ဂိုလ်ဘယ်နှမျိုးရှိလဲ၄မျိုးနံပါတ်1ကယုံညံ့သောဘဝကလာပြီးယုံညံ့သောဘဝကိုသွားမဲ့ပုဂ္ဂိုလ်ဟုတ်ပလားယုံညံ့သောဘဝဆိုတော့လက်ရှိဘဝလည်းစေတနာယုံညံ့တဲ့နောင်လည်းယုံညံ့တဲ့ဘဝကိုသွားမယ်ဆိုရင်ဒီပုဂ္ဂိုလ်ကရှုံးသလားမြတ်သလားဟုတ်ပြီဒီဘဝယုံညံ့နေတယ်ဆင်းရဲတယ်မွဲတယ်တေးတယ်ပြဿနာမရှိဘူးဒါပေမဲ့စေတနာမညံ့သေးနဲ့
ဟုတ်ပြီနော်တောင်းစားနေရတဲ့တောင်းစားဖြစ်ပါစေစေတနာမညံ့ခဲ့ရင်နောင်မြင့်မြတ်တဲ့ဘဝရနိုင်မရနိုင်ကြည်ဒီမှာစန္ဒာလိမြတ်စွာဘုရားကသာအချိန်မီသူ့စေတနာကိုလာမကယ်ခဲ့ရင်မပြင်ခဲ့ရင်ရှုံးနိုင်မရှုံးနိုင်သူ့မှာအသိဉာဏ်တွေရှိပြီးသားအခုတရားတစ်ပုဒ်နာတာနဲ့သောတာပန်တည်တဲ့ပုဂ္ဂိုလ်ဟုတ်ပြီနော်သောတာပန်တည်ပြီဆိုတော့အပယ်ငရဲသွားစရာအကြောင်းမရှိတော့ဒါပေမဲ့အဲ့ဒီလက်မတင်အချိန်လေးသာမြတ်စွာဘုရားလာမကယ်ခဲ့ရင်သူ့ဘဝငရဲသွားတော့ငရဲသွားရင်ငရဲရောက်တဲ့ပုဂ္ဂိုလ်ဘယ်တော့ပြန်လွတ်မယ်ပြောလို့ဘယ်ဘုရားမှမပြောနိုင်ဘူးရှင်းတယ်နော်ဒါပြင်အခုခင်ဗျားတို့ရထားတဲ့ဘဝမရှုံးဖို့အရေးကြီးမကြီးဘာလေးပဲပြန်ဘယ်လိုဘဝကလာစေတနာအစဉ်တန်းမြင့်ရင်အဲ့တော့မြင့်မြတ်တဲ့ဘဝကပဲလာယုံနေတဲ့ဘဝပဲလာပုဂ္ဂိုလ်ရှိတာတော့ဘယ်နှမျိုးယုံနေတဲ့ဘဝကနေယုံနေတဲ့ဘဝသွားတဲ့ပုဂ္ဂိုလ်တွေရောမရှိဘူးလားယခုနှိမ့်ကြနေပြီမဲ့နောင်မြင့်မြတ်အောင်လုပ်လို့မရဘူးလားနောင်ဆိုတာနောင်မှမဟုတ်ဘူးအခုစေတနာမှန်လိုက်တာနဲ့မြင့်မြတ်တဲ့ဘဝကိုရနိုင်မရနိုင်ဟုတ်ပြီယခုဘဝမြင့်မြတ်နေပြီးတော့ယုံညံ့နေတဲ့ပုဂ္ဂိုလ်ရှိမရှိဥစ္စာဒနာပြည့်စုံတဲ့ယာတုပြည့်စုံတဲ့အတိုင်းဝိုင်းပြည့်စုံတဲ့ဂုံတရပြည့်စုံတဲ့ဒါပေမဲ့စိတ်ထားယုံညံ့တဲ့ပုဂ္ဂိုလ်တွေရှိမရှိအဲ့ဒီပုဂ္ဂိုလ်တွေကသူကခုခဏပဲမြင့်မြတ်မှာအခုပဲမြင့်နေတာမြတ်တဲ့ထဲသူတို့မပါဘူးပြီးရင်သူတို့ပဲသွားတော့မှာကဲအိုးယုံညံ့တဲ့ဘဝစီသွားမှလားမသွားဘူးလားအဲ့တော့ခင်ဗျားတို့ကသွားပါစေဆူတောင်းနေပေးနေစရာလိုသေးလားဝင်ပြီးမေတ္တာပို့ပေးနေစရာလိုသေးလားသူစိတ်နဲ့သူသွားမှသူကိစ္စသူလုပ်လိုက်မယ်ကိုကိစ္စကိုလုပ်ရှင်းမလားကြွလာသေးအမလေးတော့ဒီလောက်ယုံညံ့နေတဲ့လူတွေခုချိန်ထိအသက်ရှင်နေသေးလားဟောသူ့အကြောင်းနဲ့သူသဘောပါလားအဲ့ဒါကိုထည့်စဉ်းစားစရာလိုသလားဘသူအတွက်ဘသူစဉ်းစားဒါပြင်အခုမြင့်မြတ်နေပြီးတော့မြင့်မြတ်သောဘဝကိုသွားလို့ရမရဘာလေးပဲပြင်ဒါဖြင့်ရုပ်တည်ဖြစ်စေမြတ်တည်ဖြစ်စေပြင်လို့ရမရကျင့်သလားအဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသတိထားဝရိယဆိုင်ပညာနဲ့ကြည့်ပြန်ပြောဘသူကိုဘသူကြည့်မှာပုဂ္ဂိုလ်ကြည့်ကိုဘဝယုံညံ့နေရင်ပို့ပြီးသတိထားဟုတ်ပြီနော်ကိုဘဝမှာနှိမ့်ကြတဲ့ဘဝဆင်းရဲတဲ့ဘဝယုံနေတဲ့ဘဝရောက်နေပြီဆိုရင်သတိထားတော့အကောင်းဆုံးဖြစ်အောင်ပြင်ရမယ်ဟုတ်ပလားကိုဘဝနှိမ့်ကြနေတဲ့အတွက်ကိုစေတနာမမအောင်ပြင်ရမယ်သဘောပါပဲလားအားလုံးကျင်တတ်တယ်နော်ဒါဖြင့်ပြုပြင်လို့ရမရဘာလို့ပြင်မလဲသတိထားဝိရိယဆိုင်ပညာနဲ့သတိထားဆိုတာဘယ်တော့မှမမေ့နဲ့ကိုဘဝကိုမမေ့နဲ့ကိုနိုင်ရှင်ကြည့်လူတကာတွေနဲ့ရှင်သူများတိုင်းပြည်နဲ့ရှင်ကိုလူမျိုးနဲ့ရှင်ရှင်ချင်းသလိုရှင်ကိုရဲ့နှိမ့်ချနေတာအားလုံးအသိဟုတ်ပြီနော်အဲ့ဒီသိတဲ့စေတနာဆိုးစေတနာညံ့နေကိုထဲမှာမွေးထားအောင်လို့ဆိုရင်ဆင်းရဲတဲ့နှိမ့်ချတဲ့ဒါဖြင့်စေတနာကိုအစင်တန်းမြင့်အောင်ပြင်နိုင်ရင်ဘဝတွေအစင်တန်းမြင့်နိုင်မမြင့်နိုင်လွတ်မြောက်နိုင်မလွတ်မြောက်နိုင်လွတ်မြောက်ခြင်းအတွက်သူတော်ကောင်းတို့ဦးဇင်းတို့မှာလမ်းရှိမရှိဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗဗာနိနာတရားကိုသာဆောက်ရင်ခင်ဗျားတို့ဆင်းရဲမလားချမ်းသာမလားယုံသလားဖရာကိုယုံသလားတရားကိုသံဃာကိုဟုတ်ပြီတရဏဂုံ၃ပါးဘယ်မှာတည်ရမလဲနှလုံးသားမှာတည်ရမယ်ဟုတ်ပြီနော်အဲ့တော့သာသနာဘယ်မှာတည်လို့ယုံကြည်သူရဲ့နှလုံးသားမှာပြန်ပြောဒါဖြင့်နှလုံးသားတွေကနှစ်ကယုံကြည်ပါတယ်ဆိုရင်ဒီနေ့လာတဲ့တရားနာပရိသတ်ဘာပြင်ညမလဲယုံညံ့သောနှိမ့်ကြသောစေတနာသူတော်ကောင်းတို့တဏ္ဍာမှာလုံးဝမရှိအောင်ဒီနေ့အစကြိုးစားကြစို့ဒီလိုကြိုးစားမယ်ဆိုရင်ငြိမ်းချမ်းရေးရနိုင်မရနိုင်ယုံသလားဒါဖြင့်ငြိမ်းချမ်းအောင်ဆိုဘာပြင်ရမလဲစေတနာလေးသာပြင်လိုက်စေတနာလေးသာပြင်လိုက်ဟုတ်ပြီနော်သူတော်ဘာအကျိုးဆောင်နိုင်ဖို့လောကအကျိုးဆောင်နိုင်ဖို့လောကချမ်းသာဖို့ကိုကြောင့်သူတော်ဘာအနောက်ရှက်မဖြစ်စေဖို့ဆိုတဲ့စေတနာလေးသာပြင်လိုက်ရင်တို့လွတ်မြောက်ခြင်းငြိမ်းအေးခြင်းချမ်းသာခြင်းကိုရနိုင်မရနိုင်ယုံသလားယုံရင်သတိထားဝရိယဆိုင်ပညာနဲ့ကြည့်ဘသူကိုဘသူစစ်ဆေးမယ်သူတော်ဘာလက်ညှိုးထိုးပြီးဝေဖန်မို့လားကိုဝေဖန်မို့လားကိုဝေဖန်ကြည့်တော့ယုံနဲ့နံခန္ဓာဘယ်နှပါးရှိတော့အဲ့ခန္ဓာ၅ပါးမြဲသလားမမြဲဘူးလားအဲ့တော့မမြဲသောခန္ဓာကိုယ်ကြီးအတွက်နဲ့
အာကုသို့အဖြစ်ခံမလားယုံညံ့သောသူအဖြစ်ခံမလားဘလောက်ပြုစုအိုချိန်တိုင်းရင်နာချိန်တိုင်းရင်သေချိန်တိုင်းရင်ဘယ်ခန္ဓာမြဲတော့ဘယ်ခန္ဓာကိုပိုင်တော့ဒီနေ့ကိုပိုင်တဲ့လူပါလားအခုခင်ဗျားတို့ရုပ်ကိုကြည်သာတဖြည်းဖြည်းပြိုလာသလားအိုလာသလားအိုပြီးရင်နာပြီးရင်မအိုနဲ့လို့ပြောမနာနဲ့လို့တားမသေးပါနဲ့လို့တောင်းပန်ဒါဖြင့်အိုမဲ့နာမဲ့သေမဲ့ခန္ဓာကိုယ်ကြီးအတွက်နဲ့လွဲမားတဲ့စေတနာတွေအဖြစ်ခံကြအောင်မလားအဲ့တော့ဒီဘဝအရှုံးခံမလားမြတ်အောင်လုပ်မလားလုပ်လို့ရမရဘာပြောင်းလိုက်မလဲစေတနာလေးနဲ့ကြည့်လိုက်ယုံနာခန္ဓာမှန်သမျှဖြစ်ပြီးရင်အဲ့တော့ဖြစ်ပြီးပြတ်တာဘာသစ္စာသိတဲ့ဉာဏ်ကမေဃသစ္စာနဲ့မမကန်ကသိရင်ဒီခန္ဓာအိုနာသေမဲ့ခန္ဓာကိုယ်ကြီးအတွက်လွဲမားတဲ့အလုပ်တွေနဲ့စီးပွားရှာစရာလိုသေးလားစေတနာဇိုးတွေလာစရာလိုသေးလားမလိုရင်သေတာကသမုဒိယအကြောင်းဆိုးသိရင်အကျိုးဆိုးလာစရာနောင်ခန္ဓာမလာတာကသစ္စာဘယ်နှချက်ကအဲ့ကဲသို့သစ္စာ၄ချက်တပြိုင်တည်းကိုက်မှသာလျင်တန်တရားဝတ်တွင်းကလွတ်ကင်းနိုင်မှာဖြစ်တဲ့အတွက်မမေ့မလျော့မပေါ်ဆသောတတိမလျှော့သောဇွဲလုံးလဝရိယကိုလက်ကင်ထားပြီးတော့ဒီဘဝဒီခန္ဓာမစွန့်ခင်ငြိမ်းချမ်းရေးအတွက်စေတနာဇိုးတွေစွန့်ကြစို့လို့တိုက်တွန်းရင်းနဲ့နာကြစို့